ပရိသတ်များအားလုံးမင်္ဂလာပါရှင်ကျမတို့ရဲ့ live channel ကနေပရိသတ်များအားလုံးကိုပြန်လည်ပြီးတော့ကြိုဆိုပါရစေဒီနေ့မှာတော့စာရေးသူရေးသားထားတဲ့စာမျက်နှာတိုင်းမှာချက်ပေးပါဆိုတဲ့ဇာတ်လမ်းကောင်းလေးရဲ့အစအဆုံးကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဇာတ်လမ်းလေးမစတဲ့ကံမှာကျမတို့ရဲ့ channel ကို like and subscribe နေထားပေးဖို့တောင်းဆိုချင်ပါတယ်ရှင်ဟုတ်ကဲ့ဒါဆိုရင်တော့ဇာတ်လမ်းလေးကိုအခုပဲစလိုက်ပါအောင်မယ်မိခက်ငါအိတ်ထိလိုက်ပို့ပေးမယ်လေကွာရရင်ကိုတို့ကျွန်တော်ဒီလမ်းထိမှာပဲဆင်းလိုက်မယ်အင်အတွက်ဝယ်စရာလေးလည်းရှိသေးလို့မဲခန့်ကဝက်ရှော့ပို့ထားရတာမို့သူများကားကပ်ပြီးအင်ပြန်လာကိုကိုယ့်ရှိမှမစင်ပဲသူသွားခြင်းနဲ့ကိုစုံဆိုင်လေးရှိရဲ့လက်ထိတ်မှာသာကားရက်ခိုင်းပြီးဆင်းလိုက်တယ်စုံမကိုစုံဆိုင်လေးစီကိုဦးတည်နေတဲ့သူ့ရဲ့ခြေလမ်းတွေကကဘာမြေဆွဲအားမတက်ရောက်သလိုပေါ်ပါတက်လက်လျက်အရင်ကတော့မဟုတ်ဝဲရင်ကျုံနဲ့ဆိုင်မှာဝဲဖြစ်ပေမဲ့အခုတော့အလောက်ကအပြင်အမောပြေမျက်နှာလေးကိုမြင်ကျင်တွေ့ကျင်တာကြောင့်ဒီဆိုင်လေးကိုသာမရရအောင်တကူတက်ကလလာဝဲနေခြင်းပဲမုံတွေကိုရက်ကြည့်ပြီးစဉ်းစားနေရအချိန်အတန်ကြာပြီဖြစ်တဲ့ကလေးလေးရှိကိုဆိုဒုတုတ်ကထိုင်ချလိုက်ပြီးမှသူကြည့်တယ်လို့ဆိုင်မှာချိတ်ဆွဲထားတဲ့ရောက်စုံမုတ်တုတ်တွေကိုတစ်ချက်ဝေးကြည့်လိုက်တယ်ပြီးမှကလေးရဲ့အကြည့်တွေတက်နေတဲ့ငမုတ်ကြော်တုတ်လေးကိုကိုင်းလိုက်ပြီးဒီငမုတ်ကြော်ယူမလို့လားတတဘယ်မုတ်လိုချင်တာလဲတိတိကိုပြောလေတိတိဖြုတ်ပေးမယ်ကလေးလေးကဆိုလက်ထဲကငမုတ်ကြော်တုတ်ကိုမော့ကြည့်လိုက်သူ့လက်ထဲမှာကိုင်းထားတဲ့900တန်လေးကိုပြန်ငုပ်ကြည့်လိုက်လုံနေရကြောင်းဆိုငမုတ်တစ်ထုပ်ကိုခတ်တက်ဖြုတ်လို့ကလေးလက်ထဲထည့်ပေးလိုက်ရပြော့ဒီနေ့တေးဆို900ပဲပေးနောက်ရက်ကျရင်တော့သားမမေကိုပြောလိုက်တော့ငမုတ်ကျော်900ဖြစ်သွားပြီလို့ဟုတ်ပြီလားမောင်းတုပ်လေးကန်ကပျော်ရွှင်စွာထွက်သွားတဲ့ကလေးကိုစိုးကျင်းနဲ့စွာကျင်းနေခိုင်းကျောင်းလက်ဝါးနဲ့ရက်ခန့်ရခြင်းနဲ့အတူအေးလောက်ကြအဲ့ငမုတ်တွဲလုံးရမှ1000-2000မြတ်တာကိုဟိုကလေးတနာလို့ဈေးလျှော့ရရနဲ့ဒီကလေးချစ်လို့အလကားကျွေးရနဲ့မင်းမိုးဆိုင်ထိုင်ရင်လေဈေးတက်တိုင်းမသိပဲအရင်ဈေးနဲ့ရောင်းတာတစ်မျိုးငါဆိုင်လေညို့ညီမမအရင်မဖြုတ်ရင်မပြုတ်တော့ဟေးသိလားဆိုအမေရဲ့လက်မအိုးတုတ်ကြီးတွေကိုဖတ်တွဲလိုက်ပြီးအမေကလည်းဒီလောက်လေးနဲ့အရင်မပြုတ်ပါဘူးကုသိုလ်တော်မရသေးရဲ့အမေမကျင်နိုင်ရင်အဲ့နေရာသမီးနာမည်နဲ့စီးမှတ်လိုက်လေနော်လို့အဲ့ကျင်ဈေးဝယ်သူဆိုင်နဲ့ဝင်လာမှုဒေါက်တာမေသမီးဖြစ်သူမျက်စောင်းခဲလိုက်ပြီးဈေးရောင်းရတော့တယ်မမင်းခန့်အလောက်ကပြန်လာပြီလားဘာလို့ချင်းလို့လဲမဲခန့်ဟိုကလေးလေးကိုမုံရောင်းနေချိန်နဲ့ဆိုင်ပါဝါနာရောက်နေရဖြစ်တယ်ဈေးလျှော့ပေးလို့သူ့မေဆိုတာခံနေရတဲ့ကောင်မလေးကိုပြုံမီကြည့်နေတော့မှပဲជីမေးလိုက်တဲ့အတန်းကြောင့်ဆိုင်တဲဝင်လိုက်ကဟုတ်ပြန်လာပြီជីကျွန်တော်ရေရန်ဆဲတော့ Nest Coffee အနည်းအောင်အထုပ်ကြီးတစ်ထုပ်ရွှေကြီးကိတ်6တစ်ထုပ်ပေးပါအနောက်ကျောဘက်ကထွက်ပေါ်လာတဲ့ဝယ်သူရဲ့အော်ရှာအတန်ကြားရုံနဲ့အတန်ပိုင်းရှိကိုသိနေရကြောင်းဆွရဲ့ရခုံတန်းနေတပြေးပြေးမြန်လာရတယ်ခုနအထိတက်လက်နေခဲ့ဆွမှာအခုတော့ကြောက်ရွံ့လေးလိုနေတက်လို့တောင်းနောက်ကလေးရက်နေရမို့ဟဲ့ကောင်းမလေးဝယ်သူရှေ့ထားပြီးမုတ်တုံမိနေသလားရော့နေ့ကိုပတ်စံပြန်ပေးလိုက်ဆိုအကိုကိုပတ်စံပြန်အပ်ပေးရင်မျက်နှာတစ်ချက်ခိုးကြည့်မျက်လုံးချင်းစုံသွားမှုရှက်နဲ့ကောင်းခက်မြမြန်ငုံလိုက်ချိန်အကိုနှခမ်းတောင်ဆောင်ကတွန်းကနေကွေးလို့မဆိုစလောက်ကလေးပြုံးသွားကိုမြင်ပြအောင်မြင်လိုက်ရတော့ဆွရဲ့နှလုံးသားဟာချွေသူမရှိပဲကြွေရပြတ်နေဆန်ကပြတ်ထွက်သွားဖြစ်တဲ့အကိုရဲ့ကြောပြင်ကိုခငငယ်လိုက်ကြည့်နေမိရင်ကအမေရဲ့ချောင်းဟန်သတိပေးတန်းကြောင့်ဆိုမျက်လွှာချကအကြည့်တွေကိုရုပ်သိမ်းလိုက်ရပေမဲ့အတွေးတွေကတော့သူ့ရှိန်နဲ့သူသွားနေရမှုမရက်တတ်နိုင်အရာဆိုဆိုင်ကိုပစ္စည်းဝဲလိုက်ရင်အကိုတို့အိမ်ကအကိုကောင်းမလေးမိလုံးလာရင်လားမလာရင်အကိုညမတန်တာလာဝဲနေကြဒါပေမဲ့အခုတလုံးဖာတက်ကြရင်မသိအကိုကိုယ်တိုင်လာဝဲတာ3-5ခါမကတော့ဘသူ့ကိုတွေ့ကျင်လို့လားလေဆွတွေ့ကျင်လို့လားဒါမှမဟုတ်မို့လာရှာလားခဏတွေ့နေရတဲ့မတိတတိအကြည့်မတိတတိအပြုံးတွေကိုဆွဘလို့အတိတ်ပဲဖွေရမလဲတခါဝဲသူတွေကိုဘာလို့ကျင်တဲ့မေးတယ်လို့အကိုလည်းမေးလိုက်ခြင်းရဲ့ရွှေစွန်ညိုဘာကိုလိုဝဲပါရဲ့လို့ကုန်းစုံဆိုင်ကနေအင်ကိုလန်ရှောက်ပြန်လာရင်ကညုံမဲခန့်ရဲ့စီတဲ့ရွှေသမင်မျက်လုံးပိုက်ရှင်လေးရဲ့အကြည့်တခိုးလူမိသွားလို့ပေါမှုလေးသားမကရွရဖြားလေးပါရဲတော့သွားတဲ့မျက်နှာဝိုင်းလေးကိုပြန်မြင်အောင်ပြီးတော့နှကန်းနေရာသူ့လိုညှို့ကွေးလို့ပြုံးမိသွားရပြန်တယ်ပြုံးမိပြန်လာတဲ့မဲခန့်တယောက်အိမ်ထဲရောက်တာနဲ့အမောဆိုးသွားရတယ်အေကန်ရှိစပွဲပေါ်မှာနေကြစိတ်ကိုနေရအပုံလိုက်မုံထုတ်ခွန်နေအေးဘူးရလေးစောက်လက်စားတောက်လက်စားပုံစံအတိုင်းရှေ့နေအောင်တွေ့လိုက်ရတော့ခုနကြည်နေတဲ့စိတ်ကနောက်ကြည့်သွားပြီးနှုတ်ကလည်းမင်းငယ်နဲ့မီလုံးဒေတမမနဲ့ခေါ်လိုက်မိရော်တယ်မင်းငယ်မီလုံးရှမ်းကိုလက်မင်းငယ်တို့နောက်ဖေးမှာအရှောင်းနောက်ထားလာလျှောက်စလုံးဒီကိုလာခဲ့မဲခန့်ခေါ်လိုက်တော့မှအင်းရဲ့အပြင်းကြီးရဲ့မင်းသမီးလေးတန်သားညိုနဲ့အပေါင်းတော်မီလုံးတို့အပြေးထွက်လာကြတော့တယ်ကိုလက်ပြန်လာတာကောင်းတန်လည်းမကြားပါဘူးဘာလဲကားပြက်လို့တက်စီနဲ့ပြန်လာလားဟုတ်လားဟာလက်ထဲမှာလည်းမုံနေနေပါလားအတော်ပဲအခုပဲဗန်းစားရရင်ကောင်းမလဲလို့မီလုံးနဲ့မိဖို့ကြောင့်နဲ့မှာငွေနောက်ရှောက်ဖွေးနေအောင်ကိုလက်တို့ကအလွေချစ်ဖို့ကောင်းလား
စုမဲ့လူကအရင်မဆူရသေးဘူးသူကရင်ဦးအောင်ခရရေလို့ပြောနေတဲ့ညီမဖြစ်သူကိုမင်းခန့်လက်ကပြလိုက်ပြီးဇွဲဘော်ကအရှုပ်ပွားတွေကိုလက်ညှိုးထိုးကတော့စကားလမ်းကြောင်းမလွဲနဲ့ကိုလက်ပါပြောထားတယ်စားပြီးချက်ချင်းသိအင်ကိုမဖွားနဲ့တော့မပြောထားဘူးလားအခုတော့ကြည်စံခုချိန်များဧည့်သည်လာရင်ဘယ်လောက်ရှက်ဖို့ကောင်းလဲဧကန်နဲ့မတူအမိုက်ပုံကြလို့မိလုံးနေလဲငါမပြောချင်လို့ကြည်ကြည်နေအောင်ခိုင်မလုပ်တယ်မခိုင်မသိသလိုပဲအမိုက်တွေဒီလောက်ပွားနေအောင်နင်တို့နှစ်ယောက်မျက်လုံးထဲမြင်ကောင်းနေရလားဟုတ်လားအခုတားချက်ချင်းရှင်းမယ်ငါရေချိုးပြီးလို့ပြန်ထွက်လာရင်ဧကန်နဲ့တူနေပလေးစီကြားလားသမီးတကောင်နွားတစ်ထောင်နဲ့သမီးမိန်းကလေးတယောက်ကိုထိန်းသိမ်းဆောင်ရှားရတာနွားကောင်တစ်ထောင်ကိုထင်ရတယ်လို့အထင်ခတ်တယ်ဆိုတဲ့စကားကိုအခုတော့မြင်ခတ်ကောင်းကောင်းကြီးသဘောပေါက်နေပြီသမီးမမွေးထားပေမဲ့ဒီအသက်14နှစ်กว่าတဲ့ညီမတယောက်ကိုထင်ရတာဒီနေ့ဩရပြောရလို့လူကအတန်အောင်ပြချင်နေပြီမနမ3ယောက်မှာအကြီး2ယောက်ဖြစ်တဲ့မမကြီးတရားညိုနဲ့သူကနည်းနည်းသားကွာပြီးဒီအငယ်ဆုံးတန်သားညိုကမိဘအသက်ကြီးမှမမျော်လင့်မဲရခဲ့ရမှုအကြီးရည်နဲ့အသက်အတော်ကွာလေးတန်သား9ရက်နဲ့မှဖေဖေနဲ့မမီကားစီတန်းဖြစ်ပြီးဆုံးမသွားတော့ဒီညီမထွေးလေးအတွက်အမကြီးအကိုကြီးတရားပဲအမိအရာအဖအရာယူခဲ့ကြရတယ်တန်သား10ရန်အောင်တဲ့နှစ်မှာမမကြီးကသူ့ချစ်သူကိုအောင်နဲ့လက်ထပ်ပြီးအကိုအောင်စားတီးဖြစ်တဲ့မန္တလေးမှာလိုက်နေမင်းငယ်ကမမကြီးခေါ်သွားမယ်ပြောပေမဲ့လေမင်းခက်လက်မခံခဲ့သူညမကိုခဲကိုအေးမာနေပြီးသူများမျက်နှာကဲကြည့်ကနေရမယ့်အစားအကိုရဲ့အရေးအမသာအပူပင်ကင်နေစေခြင်းနဲ့ဆန္ဒမမကြီးကိုလည်းယောက်ျားအမျိုးကြီးကြားညီမတယောက်ခေါ်လိုက်လို့ညဉ့်ခံရမှာဆိုတဲ့အတွက်ပါမင်းငယ်တာဝန်ကိုသူယူခဲ့တယ်အခုတော့တနေ့သူ့မှာအလောက်ကပြန်လာတိုင်းအမောဆိုးရတော့လို့ဒီတိုင်းဆက်သွားလို့မဖြစ်နိုင်အေးကြီးကိစ္စရှိလို့မမကြီးရန်ကိုခဏလာပါလို့မင်းခန့်ဖုန်းဆက်တော့တီတာအတော့စိတ်ပူသွားရတယ်မင်းခန့်ကငယ်တရတရုံဆိုမပြောဘဲသူ့ဟာသူဖြည့်ရှင်းနေကြအခုကမမကြီးလာပါဆိုတော့ဘာများဖြစ်လို့ပါလဲမင်းငယ်ကိစ္စလားသူကိစ္စလားအိုးဘသူကိစ္စဖြစ်ဖြစ်စိတ်ကမအေးတာမို့ကိုအောင်ကိုလေးလက်မှတ်ချက်ချင်းဖြတ်ခိုင်းပြီးထွက်လာလိုက်တော့တယ်ကဲမင်းခန့်ပြောပါဦးနေရဲ့အရေးကြီးကိစ္စဆိုတာဘာလဲငါမှမနေနိုင်လို့ချက်ချင်းဆင်းလာရတာသမီးတော်မခေါ်လာတော့ဘူးသူ့ဖေနဲ့ထားခဲ့လိုက်တယ်ညဖုန်းဆက်နောက်နေ့မနေ့ရောက်ချလာတဲ့အမဖြစ်သူကြည့်ပြီးမင်းခန့်အားနာသွားရတယ်ဟာငါပြောရဲ့ကိစ္စအရေးကြီးအောင်မှန်တယ်အဲ့လောက်ကြီးတိစိတ်ပူစရာမလိုပါဘူးမိုက်ရနေလည်းမပေါ်မပိုင်းနဲ့ဦးကိုအောင်ပေးရမှနှစ်ယောက်တူလာရောပေါ့ဘလို့တယောက်တည်းလာရလေမတော်လို့များလမ်းမှာတစ်ခုပြတ်တော့ဘလို့လုပ်မလဲမသိဘူးလေဟဲ့နေရတခါမှဒီလိုလမ်းမခေါ်ဘူးတော့မင်းငယ်များတစ်ခုပြတ်သလားစိတ်ပူတာပေါ့ဟဲ့ကဲပြောကြရှိပြောစမ်းပါဘာလဲအရေးကြီးကိစ္စအမဖြစ်သူရဲ့တိလို့စိတ်အပြင်းနဲ့ကြည်နေတဲ့မျက်နှာကိုခက်လွယ်တစ်ချက်ကြည့်ပြီးမှငါမိမယူတော့မယ်မမကြီးအဲ့နေရအကြီးဆုံးဆိုတော့လူကြီးအရာကနေပြီးမိန်းလေးဘက်ကိုစကားတော့ပြောပြဖို့တရားညိုမှာမမျောနဲ့ထားတဲ့စကားကြောင့်ခဏကြောင်သွားပြီးမှနေရာခန့်နေရဲ့မောင်ဖြစ်သူရဲ့မျက်နှာကိုစစ်စစ်ကြည့်ကဘယ်သူနဲ့ယူမှလဲနင့်မှာချစ်သူရှိနေပြီလားဟုတ်လားခုမိန်းကလေးဘက်ကလာတောင်းခိုင်းတာလားဟုတ်လားတခုပြီးမှတခုမေးပါမမကြီးရာစိုးမိုးကုံစုံဆိုင်ကကောင်မလေးကိုယူမှာဟဲ့အဲ့ဒီမှာတမီးနှစ်ယောက်ရှိရနင်းနေကြိုက်နေရဘာတူလဲအကြီးမလားအငယ်မလားအငယ်မလေးဆိုတန်တာနဲ့အောင်တိတ်မကွာအောင်ထင်တယ်နော်ကြည့်လဲလို့အောင်ငါပြောတာကအကြီးမဆူဆူပြောတာကောင်မလေးနဲ့ငါချစ်သူတော့မဟုတ်ဘူးဒီရွယ်ရမှရေးစားစကားလဲတော့မပြောချင်တော့ဘူးအဲ့ကြောင့်သူ့မေးစီမှာတမီးတောင်းပေးဖို့နင့်ကိုခေါ်လိုက်တာသိပြီလားဘာရဲ့ဖြစ်ရမယ်ငါမောင်လူပြိုကြီးကတော့သူ့ဟာသူအပိုင်တွက်ပြီးဖိတ်စာတစ်ချံရိုက်နေတော့ပါလားအေးပါဟဲ့အေးပါဘာဖြစ်ဖြစ်ငါမောင်ကြိုက်တယ်ဆိုရင်တော်တောင်းပေးပါမယ်မိခတ်စကားကြောင့်တရားညိုကဟက်ပပတ်ရှိနေသလားတန်တာညိုကတော့ကိုလက်မိမယူရင်သူတို့အိမ်လေးတဲ့သစိန်တယောက်ရောက်လာမယ့်အရေးကိုတွေးလို့စိတ်လေးနေရောတယ်မမကြီးနေတယောက်တည်းသွားလို့ကောင်းမှာမလားငါပါလိုက်ခဲ့ရမလားရတယ်မလို့ဟိုဘက်ကဘလို့သဘောရလဲတိခောက်ကြည့်ရမှာဆိုတော့ငါသွားမယ်နေလောက်ကိုသာစိတ်ဖြောင်းဖြောင်းနဲ့သွားတရားညိုတဲ့အမကြီးအမိဟာကနေပြီးမောင်အတွက်မိမတောင်းပေးဖို့ကြည်ကြည်တင်မင်းအင်းကိုမနှက်စောစောထွက်လာခဲ့လိုက်တယ်ဟေးဆိုးဆိုင်တိုင်းနေတော့အတန်ကြာလို့ကြည့်လိုက်တော့အကိုရဲ့အမမတီကိုတွေ့ရမှုအော်သွားရကဟဲ့မမတီရန်ကုန်ရောက်နေရလားဟုတ်လားလာအိမ်ထဲမှာအမေရှိရဲ့အမေရေဒီမှာမမတီလာတယ်မမတီကိုအိမ်ထဲလိုက်ပို့ပြရနဲ့ဧည့်သည်ကိုအဲ့မခန့်အောင်ဝယ်သူကကြနေရမှုဆိုးဆိုင်ကိုသာပြန်လာခဲ့ရတယ်ငေါ့တူမှာမတွေ့ရကြတော့လှလို့ဝါလို့အခုဘယ်နှလားရှိပြီလဲအကြီးလေးကတမီးလေးမှလား9လကျော်ပြီကြီးကြီးရေတမီးကြီးက2နှစ်ကျော်ပြီအခုကလေးကယောက်ျားလေးပြောရပဲအေးကောင်းတယ်တာတယောက်သမီးတယောက်ကောင်းတာပေါ့ကွယ်အခုကမောင်နေညီမကြီးစီအလဲပဲလားအလဲတော့မဟုတ်ပါဘူးကြီးကြီးရေဒီလိုပဲလာကြည့်ရတာပေါ့သူတို့နှစ်ယောက်တည်းဖြစ်တယ်လို့စားကြတာဆိုတော့ကကျုံလုံးကြီးကြီးတို့ကိုလည်းတီတာအပ်ပါတယ်မင်းခန့်နဲ့တန်တာကိုကိုတူကိုသားလို့သဘောထားပြီးအမြင်မတော်တွေ့ရင်ဆုံးမပါနော်
မဟုတ်တာကွယ်ကလေးတွေကလိမ္မာကြပါတယ်မမဲခန့်ဆိုလဲသူညမလေးသူစောင့်ရှောက်တယ်လို့အနေထိုင်နေရတဲ့အေးစီတော့ကြည်ကြည်ဖြင့်သူ့ကိုကြည့်ပြီးချီးကျူးနေအားအခုလာလေမင်းခန့်အတွက်ပဲကြည်ကြည်ဟိုလေနားနဲ့မနာဖွားဖွားနဲ့နာပါဆိုးဆိုးလေးကိုလေမင်းခန့်တဲ့နေရာချထားပေးခြင်းလို့အဲ့ကြည်ကြည်သဘောတူရင်မိသားဖသားပြီးတောင်းရလက်ထက်ယူပါမယ်သမီးရှင်မို့အခုလိုသမီးလာတောင်းခံရခြင်းဒေါ်တင်မှုဖို့တိတ်တော်မှန်အော်မိပေမဲ့တေချာထပ်မိရတယ်ဆိုးဆိုးမမင်းခန့်နဲ့အခုကတိရသဘောထားလားမမင်းခန့်ရောစန္ဒရှိရလားကြည်ကြည်သဘောအရာတော့မမင်းခန့်ကိုငင်းစရာမရှိပါဘူးကွယ်ဒါပေမဲ့ကာကယ်ရှင်ရဲ့သဘောထားပို့ရေးကြည့်ရမလားအိုသူ့စန္ဒပေါ်ကြည်ကြည်ရဲ့မန္တလေးကအမကိုခေါ်ပြီးဆိုးဆိုးလေးကိုကြည်ကြည်စီရတောင်းပေးပါပြောတော့တရားဖြင့်အံ့နေအော်လို့တရားမောင်လူပြိုကြီးလေဆိုးဆိုးနဲ့မှဇန်လျှောတာကြည်ကြည်ရဲ့တရားပြောကြောင့်ဒေါ်တင်မင်းမျက်နှာမှာပြုံးသွားပြီးခေါင်းညင်ကားဖြင့်အေးဒါဆိုလေကြည်ကြည်တမီကြီးသဘောထားမေးပြီးရင်တရားတို့ကိုအကြောင်းပြန်ပါမယ်ဟုတ်အဲ့ဆိုတရားပြန်လိုက်အောင်မဲ့ကြည်ကြည်တယောက်တည်းပြန်မလို့လားဆိုးဆိုးနင်းမောင်အိမ်ပြန်လိုက်ပို့လိုက်ကွယ်မိုးရင်းဆိုလမ်းဘွက်တင်နဲ့ချော်ချက်လေးရင်ခတ်မယ်ဆိုင်ကိုအမေကြည့်ထားလိုက်မယ်ဘလို့ညင်ဆိုးအတင်းထည့်ပြရမို့တရားမှာအာနာနာနဲ့အကူညီယူလိုက်ရတယ်မမတီဒီဘက်တို့အဘက်ကဘွက်တင်နဲ့ချော်တယ်တရားဆိုးလက်ကိုတွေ့ကရှောင်းနေကဖြူဖြူနုံနုံမျက်နှာလေးကိုအကဲခတ်ကြည့်နေမိတနခါလေးဖွေးနေအောင်လုပ်ထားပြီးစပင်းရှိတွေကိုကြားညံ့နဲ့ခောက်တင်ထားကအင်းင်းစပတ်ဝမ်းဆက်နေဆိုပေမဲ့ဆိုးမျက်နှာလေးကကြည့်ပြီးအိတ်ရွှင်နေအသားရည်ကောင်းမွန်နေရတယ်ပါပြာနေစက်ချင်မဲ့သွေးကြောစင်းလေးပါမြင်နေရတယ်ဖြူမြင်တပြေးဆိုတဲ့စကားကဆိုးနဲ့ကြာမှားရထင်တယ်ဒီကောင်မလေးကကြည်လေးကြီးမွားလေးမင်းမကျန်တော့အကြည့်မလွဲနိုင်မှာတော့အင်္ဂါလူပြိုကြီးကြိုက်မယ်ဆိုတဲ့ကြိုက်လောက်ရဲ့မမတရားဆိုးမျက်နှာစိုက်ကြည့်နေရမို့ဆိုးမျက်နှာကိုလက်နဲ့ပုတ်လိုက်ကဆိုးမျက်နှာမှာတခုပေးနေလို့လာရင်မမတီမပေးပါဘူးကွယ်မမြင်ရတဲ့အတော်တွင်ဆိုးလေးကချောလာလိုက်တာမမတီဖြင့်အကြည့်အောင်မလွဲနိုင်ဘူးမမတီစကားတပတ်ကြားစွာနဲ့ဆိုးရေးလိုက်ပြီးမှဟင်းဆိုးချောရဲပြောတာမိမို့မတွေ့ရသေးလို့ထင်တယ်မိမို့တွေ့ပြီးရင်တော့ဆိုးဒီစကားပြောမှာမဟုတ်ဘူးသိလားဒါနဲ့ဆိုးအသက်ဘယ်နှစ်လဲရှင်24နှစ်ပြည့်ပြီဆိုတော့25ပေါ့ဘာလို့မရလဲမမတီဩမင်းခန့်32နှစ်ဆိုတော့ဟင်း9နှစ်လောက်กว่าပေါ့ရုတ်တရက်ကြီးအကိုနဲ့ဆိုအသက်ဘလောက်กว่าလဲတွက်ပြနေရကြမမတီကိုဘုံမသိပါမသိနဲ့ဆိုရောင်နာနာလေးကြည့်ပြီးပြောများလိုက်ရတယ်ရှောင်းရင်ကခြံသားရောက်လာတော့ခြံပေါ်မှာရက်ဆောင်နေတဲ့တန်သားကသူတို့နောက်အပြေးရောက်ချလာပြီးမမရဘယ်သွားနေရလဲမင်းငယ်တို့တော့မမကြီးကမရှိတော့ဘူးမိလုံးမရောလေဘယ်သွားလဲမသိဘူးဆိုလို့ခြံမြင်ထွက်ပြီးစောင့်နေရမမကြီးကပြောစရာလေးရှိလို့ဆိုးရေကိုခဏသွားလေဆိုးရေပြန်လိုက်ပို့ပြရကျေးဇူးနော်ရပါရဲ့မမတီရဲ့အဲ့ဆိုပြန်ပြီနော်ပြန်မုံနှုတ်ဆက်ရင်တန်သားကိုပါပြောများလိုက်ပေမဲ့တန်သားပြန်ပြုံးမပြရဲ့ပြင်ဆိုပုတ်လေးပြန်ကြည့်ရကြကောင်မလေးနဲ့ကိုကြဗာများစိတ်ကိုစရာရှိလို့ပါလိမ့်လို့ဆိုအပြန်လန်းတက်လျှောက်တွေးကြည့်ပေမဲ့တွေးလို့မရပြုံးပြနိုင်တော့အောင်တန်သားနဲ့ဆိုကြမှာဘာပြဿနာမှလည်းမရှိပဲနဲ့ညာဘက်သားမိတွေထမင်းစားတာပြီလို့တီဗီတူကြည့်ကြရတယ်အမေကြီးကတီဗီမှမရှိပဲဆိုသားကြည့်နေရမို့အမေဒီနေ့တစ်နေ့လုံးပါလို့တမျိုးပဲလိုက်ကြည့်နေရလေမမတီလည်းအဲ့လိုပဲအင်ပြန်နဲ့လန်တက်လျှောက်လုံးလူပဲတစိမ့်ကြည့်နေရဟဲ့မို့မဆို့တခြားကြည့်ပေးစမ်းဒီနေ့ငါဘာများထူးခြားနေလို့လဲမမိုးလေသူ့မမျက်နှာကိုကြည့်လိုက်အမေကိုကြည့်လိုက်လုံနေတော့ဒေါ်တင်မီကဆိုးမျက်နှာကိုတေချာကြည့်ပြီးတရားဒီနေ့လာတာကအမေစီကသမီးတောင်းလာတာသမီးကြီးကိုသူ့မောင်နဲ့နေရာချထားပေးခြင်းလို့တဲ့အမေကတော့သမီးသဘောထားမေးပြီးမှအကြောင်းပြန်ပဲပြောထားတယ်သမီးကြီးဘယ်လိုသဘောရလဲမမျော်လင့်ထားတဲ့စကားမို့ဆိုးနှက်ခမ်းပူပူလေးဟာသွားတဲ့အထိအော်သွားရတယ်တက်ကြချက်မှာနှလုံးသွေးရတန့်သွားသလိုခံစားလိုက်ရပြီးမှတဖြည်းဖြည်းနဲ့နှလုံးခုန်လုံးကအရှိန်ရလာသလိုတုံနဲ့အစမပြတ်ခုန်လွန်လာမှုဘေးမှာရှိနေမမိုးတောင်ကြာသွားမလားထင်မိရဲ့ဆိုးအကိုနဲ့မဖြစ်နိုင်ပါဘူးမမတရားစနေမှာပါလေဒါမှမဟုတ်မမိုးလို့ပြောတာကိုအမေကနားကြားမလေးသလားဟုတ်လို့လားအမေရဲ့မမတရားနောက်တောင်အတေးထင်နေမှာခတ်နေပါအောင်မယ်ပြီးတော့တမျိုးတောင်းတာတေးချလို့လားမမိုးနဲ့ဆိုအမေနားကြားလွှဲရဖြစ်နေအောင်မယ်ဟဲ့ဒါနောက်စရာကိစ္စမှမဟုတ်တာသူ့မောင်ဆိုတောင်းခိုင်းလိုက်တာပါလို့အသေးချပြောသွားတာငါနာမလေးသေးပါဘူးဆိုရဲ့အကွာလာတောင်းခိုင်းနေစွာနဲ့တင်ဆိုရဲ့မျက်နှာလေးကပြုံးရတန်သွားပြီးကမှအမေနဲ့ညီမရှိမှုမျက်နှာပိုးတက်ကအဲ့ဆိုလေအမေသဘောလေးသိကြလားအမေသဘောဟုတ်အေးအဲ့ဆိုသဘောမတူလို့ပြောလိုက်မယ်ဒေါက်တာမေစကားကြောင့်ဆိုမှပြာသွားလေဟာအမေသမီးပြောတာသဘောတူရလို့ပြောရလေသမီးဖြစ်သူကြည့်ပြီးဒေါက်တာမေသဘောကျစွာရေးလိုက်ပြီးမှဆိုရဲ့မသိအမေကပေးစားလို့ယူရမလို့နဲ့ဝါမချူခင်ကညညွတ်ချင်နေရဒီသမီးတွေကိုအမေမွေးထားပါဗဇက်ဟာနဲ့ဥပနခွေမှန်သိရပေါ့အမေနဲ့အမပြောသမျှကိုညင်နာထောင်နေမမိုးကအလိုမကြားသလိုမျက်နှာလေးတွန့်ချိုးကားဖြစ်မမဆိုအဲ့အသားမဲအသက်ကြီးလူကြီးနဲ့မ
မိုးကတော့သဘောမတူဘူးအဲ့တယောက်ကမဆိုးထက်10နှစ်လောက်ကြည့်ရမှလားဟဲအကိုသားမမဲပါမမို့ရေညိုတာပါယောက်ျားလေးဆိုတော့ဒီလောက်ကကြည့်ကောင်းပါလေပြီးတော့မဆိုးနဲ့9နှစ်ပဲကွာပါဆိုးစကားကြောင့်မမိုးကအမလီအခုတည်းကမယူရသေးတဲ့လူကြီးအတွက်ကောက်ွယ်ပေးနေလိုက်တာအမေကြီးအမေသမီးတော်တော်မလို့ကျင်ရှာဘူးသမီးကြီးမျက်နှာလေးပြုံးနေရမျက်နှာလေဒေါက်တာမေစိတ်တဲ့ဝမ်းနဲ့ဝမ်းသာဖျားပြတ်နေလူကောင်းသူကောင်းလေးနဲ့နေရာကြမှုဝမ်းသာတာကားတစ်မျိုးအာကိုရရဲ့သမီးကြီးအင်နာပြတော့မှာဆိုတော့ဝမ်းနဲ့မိရာကားတစ်ဖုံတောင်းလေသူကလေးတွေဖေကိုတတိယကားတစ်ဖက်နဲ့ဒီနေ့တစ်နေ့လုံးအတွေ့ပေါင်းစုံနေရတယ်အညာသားမီးတွေအတွေ့ကိုစီနဲ့မှုတော်တော်နဲ့မအိမ်နိုင်ကြကြီးတရင်ကြချင်းကပြောသလိုရှိပေမဲ့အမေနဲ့မမိုခွဲသွားရမှတွေးမိပြန်တော့စွတ်စိတ်တဲ့ဝမ်းနဲ့လာရတယ်ပြီးတော့ကုံစုံဆိုင်ကအမေတယောက်တည်းလုံနိုင်ပါမလားအင်းအောင်ကြပြီးသွားရင်စွတ်အရင်ကားလို့အချင်းပြစိုက်ထိုင်ပေးနိုင်ဖို့ဆိုတာမလွယ်တွေးတွေးစရာတွေအများလေးမို့အမပြောနိုင်ပဲဟိုလူဒီလိန်ဖြစ်နေကမမောအမခောက်ဖတ်လို့ကလေးတို့ရင်ခွင်နဲ့တိုးဝင်လာမို့ဟုတ်တော့ဒါဘာဖြစ်တာလဲအမမချွဲစဘူးချွဲလို့ပါလားမမောသူ့ကိုဘာမှမပြောဘဲငြိမ်နေရမို့စပင်လေးတို့လက်နဲ့တက်ပြီးကချော်ရင်ကဘာဖြစ်လို့လဲမို့ရဲ့မစိုးအိမ်နာပြသွားလေမိုးနဲ့အဝေးကြီးခွဲရမှာမဟုတ်တာတရက်ကွက်တဲ့တလန်းကျော်ပဲဟာနေတိုင်းမြင်နေတွေ့နေဝင်ထက်နေမှာပဲဦးမိုးထင်တာကမိုးတို့သားမီးအကြာကြီးတူနေအောင်မဲ့ထဲထားတာအခုလိုရုပ်တရက်ကြီးမစိုးအိမ်နာပြုတ်မယ်လို့မတွေ့ဘူးဒါတဘာဝပဲလေးမိုးရဲ့မိုးလဲတနေ့ချစ်တဲ့သူတွေ့ရင်အခုမစိုးလို့ပဲအိမ်နာပြုတ်မှာပဲမှတ်လားချစ်တဲ့သူတွေ့ရင်စိုးစကားကိုတရားလိုက်တို့လေးလိုက်ပြောရင်ကမမိုသူ့မမျက်နှာမောကြည့်ပြီးအလူကြီးကိုမစိုးချစ်တယ်ပေါ့ဟုတ်လားဆွဲမျက်နှာလေးရှက်စိတ်နဲ့နေစွန်သွားပေမဲ့ပြမြုံကလေးနဲ့ကောင်းကြီးပြကချစ်တယ်မဆိုးအကိုကိုချစ်တယ်မမိုးကမိကွန်းထပ်မေးပြန်တယ်သူကရောမဆိုးကိုချစ်လို့လားမမိုးရဲ့ဒီမိကွန်းကတော့စိုးမဖြေနိုင်ခဲ့ကြမိရဲ့သူကတော့ပေါ့လေးမေးပြီးအဖြူမစားပဲနှစ်ချက်စာအိပ်ပျော်သွားခဲ့ပေမဲ့အမေခံရသူကတော့အဖြူမန်းစားရင်နဲ့အေးပြက်ခဲ့ရတယ်အကိုကဒီဝါမိုးရင်ကမင်္ဂလာကိစ္စပြီးချင်တယ်ဆိုတာကြောင့်လူကြီးဆောင်ရနဲ့လာမြန်ပြီးမဲ့ကြောင့်မင်္ဂလာဝဲလုပ်ဖြစ်ကြတယ်မင်္ဂလာဝဲပြီးတော့မမကြီးတို့ကလေခွင်တန်းစစ်မယ်ဆိုတာကြောင့်အကိုရောမင်းငယ်ပါဝိုင်းထားကြရတယ်ဟာမမရလေနေပါအောင်ဟာအခုပွဲပြီးအခုတန်းပြန်လုံးမလို့လားမာကြီးလည်းအစနေမလို့ပါပဲအကွာကိုအောင်အလက်ကိစ္စပေါ်လာတော့ချက်ချင်းပြန်มาဖြစ်မှာနမကလေးပါခေါ်ပြီးလာခဲ့မယ်မာကြီးလည်းအစနေမလို့ပါပဲအကွာကိုအောင်အလက်ကိစ္စပေါ်လာတော့ချက်ချင်းပြန်มาဖြစ်မှာနမကလေးပါခေါ်ပြီးလာခဲ့မယ်မင်းငယ်လည်းတိတ်မဆိုးနဲ့နော်နည်းမမနေကြားလားကဲဆိုရင်မာကြီးရဲ့မောင်နဲ့ညီမကိုစိုးလက်ထဲပဲအပ်ခဲ့ပြီနော်သူတို့ဆိုရင်မမကြီးကိုတိုင်ကြားလားသူတို့မောင်နှမကြီးပြောနေကြဆိုကတော့ဘာမှဝယ်မပြောပဲပြမြုံလေးသာနှုတ်ဆိတ်လုံးနေအမေနဲ့မမိုးအရင်ပြန်ခိုင်းလိုက်ပြီးကားပြန်လာဆောင်နေချိန်အကွာသူမိတ်ဆွေတွေကိုနှုတ်ဆက်နေရကဆိုထိုင်နေတဲ့အနာရောက်လာကဆိုရှင်ဟိုလူတွေကအတင်းနောက်တိုင်းဆက်ဖို့ပြောနေအဲ့ဒါသူတို့ကျန်တဲ့အောင်ခဏလိုက်သွားလိုက်မယ်ဆိုမင်းငယ်ုံနဲ့အတူပြန်နှင်းလိုက်လေဖြစ်လားလိုအုံးလို့ပြန်ပြည့်ရုပ်ကလေးကနှကန်းကလေးမတိမတာဆူသားသလိုလိုမျက်နှာကလေးကညှိုးချင်းသလိုလိုမို့မင်းခန့်အသေးရသွားရတယ်ဒီကောင်မလေးကဒီလိုအမူအရာလေးလေလှုပ်တတ်တာလားမင်းငယ်တို့နဲ့တီဗီထိုင်ကြည့်နေပေမဲ့ဆွေရဲ့စိတ်ကားဇလန်းတွေကိုအာရုံမရောက်ပဲနေရရှိနိုင်စီကိုသာရောက်နေနောက်ဆုံးတီဗီအစီအစဉ်တွေပြီးသွားတာအကွာပြန်မရောက်သေးဒီချိန်ရှိနေပြီကိုလက်ကလည်းပြန်မလာသေးဘူးမင်းနဲ့မေလုံးအချင်းအိတ်တော်လေးအကိုမဆိုးပဲစောင့်လိုက်မယ်မဆိုးတယောက်တည်းနေရတို့လားရပါတယ်မင်းငယ်တို့ပါကိုစောင့်ပေးမယ်နေရပါတယ်မင်းငယ်ရဲ့တော့ပါစစ်ဖြောင်းမြောင်းနဲ့အိတ်မင်းငယ်မျက်လုံးကပွင့်တော့မပွင့်တော့တာကိုသွားနာကြည့်အဲ့ဆိုမင်းငယ်တို့အခန်းထဲဝင်ပြီနော်မင်းငယ်တို့ဝင်သွားကြပြီတိတ်မကြချောင်းဝါကနေကောင်းဟွန်တီတန်ကြားကြောင့်ဆူအပြေးကလေးတွားဖွင့်ပေးလိုက်တယ်မိခန့်ကောင်ဟွန်တီလိုက်မိပြီးကမှညက်တော်နဲ့နေပြီမို့ပဝင်းကျုံအာနာသွားရတယ်ဟိုကလည်းတိမဲ့သားတရားပါဟောနေကြလေအိမ်မှာချက်တကားလာဖွင့်ပေးမဲ့သူမှမရှိတာမင်းငယ်တို့ဖုန်းကင်နေလို့ကတော့အကိုလာလဲအရေးမဆိုင်တကားဖွင့်ပေးဖို့လဲအာရုံမရမေလုံးကလည်းတစ်ခါခိုင်းမှတစ်ခါလောက်တာဆိုတော့ကိုချန်တကားဖွင့်ရတာအကျဉ်းအောင်ဖြစ်နေပြီချန်တကားဖွင့်မှုကောက်ပွားအစင်းမဲ့ဟန်ပြန်တော့အိမ်ထဲကအပြေးကလေးထွက်လာကတကားလာဖွင့်ပေးပြီးကြိုတဲ့အကြေတက်ကလေးကြောင့်မိခန့်ညနာမှာကျဉ်းနှံပြုံးတချို့ဖြစ်သွားရလိမ့်ဆိုအကိုနာရောက်တော့မတိမသားလေးအနက်ခံကျင်းမိဝှထွေရုပ်ရှင်တရားလို့ရက်တင်များတောက်လာသလားလို့အနားမကပ်ပြီးရှုံမလုံနေတဲ့နှာခေါင်းလုံးလေးကိုမိကက်လက်နဲ့ညှစ်လိုက်ပြီးနဖူးလေးကိုလက်သေးဆုံးနဲ့အသာဖွားလေးထိုးလိုက်ကအနက်ခံနေတဲ့ချွေးနံမဲရမယ်ကိုဘာရဲမှမတောက်လာဘူးဟိုလူရဲ့ကျင်းတဲ့အောင်သာဆိုင်လိုက်ထိုင်ပြီးကွာတောက်လို့မရဘူးကို့မှာအကိုအလက်ကြီးရှိဒါနဲ့ဟိုနှစ်ယောက်ကအိတ်သွားပြီလားခုနလေးကမှဝင်သွားကြတာသူတို့လည်းကိုစောင့်နေပါသေးအကိုဒီတက်နောက်ကြမယ်ထင်လို့ဆိုပဲစောင့်မယ်ပြောပြီးအိတ်ခန်းလိုက်တာအဲ့ဆိုကိုရေရင်ချိုးလိုက်အောင်မယ်ရေချိုးပြီးထွက်လာရဲ့ကိုက
ခနာကိုပေါ်ပိုင်းကဗလာခြင်းနဲ့ခမတပတ်တစ်ထဲသာပတ်ထားမှုဆိုဆိုမကြည့်ရဲသလိုမျက်နှာတွေကိုတစ်ဖက်လွှဲလိုက်ပြီးတော့အခုစီကရေတံချုံများများကထွက်လာတယ်။အနောက်ပြုံတော်မျက်နှာနဲ့ရှက်နေရဆူဆူနာရောက်လာကလက်ပြလေးတွေကိုဆက်ကနေစောက်ကန်လိုက်တာမို့ဆူဆူကိုကလေးတောင်းသွားရလေ။အေးဆက်နေရဆူဆူရဲ့လက်ပြအတွေ့လေးကြောင့်ကမလေးတယောက်စိတ်တွေလှုပ်ရှားနေမှမင်းခန့်သိနေတယ်။ဆူဆူမမဟုတ်သူလည်းအခုမှမိန်းကလေးလက်ကိုစားကင်ဖို့တဲ့လူပြပေါင်းလေးလိုရင်နေခုန်နေတယ်။အကိုရဲ့လက်တရားဆူရဲ့လက်ပြလေးတရားတစ်စင်လက်ဖွားလေးကိုကင်နေမိဖျားလေးကိုထိတယ်။ဘားပြင်လေးကိုခပ်ပွားထိတွေ့ပေါ်တတ်တယ်။အိနာဖြန့်ချထားတဲ့ဆွဆွရဲ့စပင်ရှိတွေကိုထိုးဆန်းနေသလိုကင်တွယ်ခြင်းနေပြန်တယ်။အကိုလက်နဲ့ထိမိသွားတဲ့ဆွရဲ့အရေးပြားတိုင်းဟာနှွေးကနေပိုးကနေဖြစ်နေကြတယ်။ရင်ထဲမှာလည်းတင်ကနေငိမ့်ကနေဆွရဲ့ဆန်တွေကိုဖယ်ရှားကဒေတိုင်ဖူးဖွေးလေးကိုသူ့နှခမ်းသားနွေးနဲ့ထိကနန်လိုက်ချိန်မှာတော့မကြုံဘူးတဲ့အထီးတွေးမှုဟင်းအကိုမလုံနဲ့ပြောပြီးအလန့်တကြားညံတန်လေးကခတ်တူတူထွက်လာခဲ့တယ်။မင်းခါတားမြစ်ခြင်းတွေကိုကင်းမဆိုင်လာစွာနဲ့ဆွဆွရဲ့ပခုံးစွမ်းမှမေးတင်ပြီးဆန်တွေကြောင်းသူမျက်နှာဆက်လို့တိုးဝေးနေပါတယ်။လေဘေးကိုလာရောက်ရိုက်ခတ်နေရဲ့အကိုရဲ့ဝင်လေထွက်လေနေနေကြောင်းဆွဆွမှမနေတတ်ဖြစ်ရကကိုလေးမှတွန့်လိမ့်နေတော့အကိုကဆွဆွရဲ့လက်မောင်းရဲ့နှစ်ဖက်ကိုသူလန်နဲ့ထွေးခိုင်းလိုက်ပြီးငငယ်နေလေဆိုရကိုမကြည့်ပြဘူးလားအကိုရဲ့အမေပေးခြင်းလားတောင်းဆိုခြင်းလားမသိခွဲတဲ့စကားတန်ဆုံးမှာတော့ဆွဆွရဲ့ညင်ဆန်မှုတွေကအကုန်ပျောက်ဆုံးသွားခဲ့ပါတယ်။အညာအကိုခေါ်ဆောင်သွားတဲ့ထူးခြားဆန်းများတဲ့ကမာတစ်တစ်ခုဆွဆွရောက်ခဲ့ရတယ်။ဒါပေမဲ့ဆွဆွသိကျင်တဲ့မိကွန်းတစ်ခုရဲ့အဖြစ်ကိုတော့မသိခဲ့ရပါ။ညာအကိုကြောင့်အေးဟဝင်နောက်ကျခဲ့ရပေမဲ့မျက်စိရအကျဉ်းဖြစ်နေရကြောင်းမနက်6နာရီစွာနဲ့ဆွဆွနိုးလာခဲ့တယ်။အခန်းပဒင်းပေါက်ကိုလာရောက်ရိုက်ခတ်နေတဲ့မိုးဆက်မိုးပေါက်တည်းရဲ့တဖြောက်ဖြောက်တရထမြင်နေတန်းကြားနေရတယ်။အပြင်ဘက်မှာမိုးရွာထားလို့အင်းနေလောက်မှဖြစ်ပေမဲ့အခုရင်ဝင်ထဲမှာထွေးဖက်ခြင်းခံထားတဲ့ဆွဆွရဲ့ကိုလေးကနှွေးထွေးလို့နေတယ်။အကိုနေနေချက်ချက်အိပ်ပျော်နေတဲ့အကိုအခွင့်ကောင်းယူကအကိုရင်ဘက်ပေါ်မေးလေးဖေးတင်လို့ခဏခဏခိုးကြည့်ကြရမျက်နှာကိုအာရပါရတစင်းစင်းကြည့်နေမိရောတယ်။စပင်တူတူမျက်ခုံးတန်တန်နှာရန်ဆင်းဆင်းနှကန်းထူထူလေးနဲ့အကိုပုံစံဟာချွဲရစွာထက်ဆွေးဆောင်မှုရှိတယ်။ကျင်းကျင်းကရုပ်ရှင်မင်းသားတွင်းနေတော့ခက်ဆဲဆဲတူလာသလိုပဲဒီတွင်းမမို့သိရင်သူ့ယောက်ျားသူချင်းနေလိုက်တာလို့ပြောမှသိကြတယ်။ကြည့်ုံနဲ့အားမရနိုင်တော့ပဲအကိုမျက်နှာရှိအစိပ်ပိုင်းတစ်ခုချင်းစီကိုလက်နဲ့အသားတိုးထိနေမိရင်ကဒီနှက်ခေါင်းဒီနှက်ခမ်းနေနဲ့ညအကိုသိဆိုးခဲ့ဟာတွေကိုပြန်တွေးမိလိုက်တော့လူဟာရှက်စိတ်တွေဝင်လာရတယ်။အကိုနဲ့ဆိုတကယ်မင်္ဂလာကမ်းဝင်ပြီးရဲ့အကျဉ်းလေးများဖြစ်သွားခဲ့ပြီဆိုရဲ့အသေးကြောင့်ကျင်းလို့မိပေမဲ့အခုနှုတ်ဖျားကချစ်တဲ့ဆွဲစကားကိုတခွန်လေးများမကြားခဲ့ရမှုရင်ထဲဝမ်းနေမိပြန်တယ်။ဆိုကြည့်နေတော့မှပဲအကိုရဲ့ပေးထားတဲ့မျက်ခွန်လေးအောက်ကမျက်လုံးအိမ်တွေကလှုပ်ခတ်သွားကမျက်လွှာတွေကခါဟာပွင့်လာခဲ့တယ်။အစိုးရနိုးနေရလား။လာပြန်အိမ်အောင်ဆိုရဲ့ကိုလုံးလေးကိုတိုးဖက်လို့ပြန်အိမ်ဖို့လုပ်နေရကြောင်းအကိုရင်ခွင်နေရရုံထွက်ကထားထိုင်လိုက်ပြီးအကိုအိတ်ချင်တဲ့အိမ်အောင်လေးဆိုကတော့ထားတော့မယ်။ပြောလိုက်ပေမဲ့အကိုကတော့ဆွရဲ့စကားတန်တွေကိုမကြားတော့ပဲအသက်ရှူတမ်းမမှန်ကလေးပင်ထွက်လို့ပြန်အိပ်ပျော်သားပြီးဖြစ်တယ်။ထချိန်မထားပဲစက်အိမ်ရင်ခေါင်းတတာမှုဆိုအေးရကနေထားကရေချိုကန်နဲ့ဝင်ပြီးကိုလက်တန့်ဆင်လိုက်တယ်။အဲနောက်အင်ရှင်မပြီးအင်တောက်တာဝန်နေနဲ့နက်ကင်းတစ်ကိုစတင်လိုက်တော့တယ်။ဟဲမဆိုအစိုးရထလာတယ်။မေလောကမိဖို့ကြောင့်နဲ့ဝင်လာဆိုအာတင့်တတော်လေးပြောလိုက်တော့မစောပါအောင်မေလောရဲ့အိမ်မှာလည်းဒီချိန်ထနေကြပါ။ဒါနဲ့အကိုတို့ကဘယ်ချိန်နေထတတ်တာလဲ။မနှက်စာရောဘလို့စားကြတယ်လဲ။ကိုလက်ရောမင်းငယ်ရောအိမ်မက်တယ်ဂျာရက်ဆိုရင်7နာရီလောက်ဆိုထားတယ်ပေးရက်ဆိုရင်တော့9နာရီလောက်မှထားတာမနက်စာတော့ကော်ဖီနဲ့ပါမို့ကိမုတ်စာများတယ်မဆိုအေးဒါနဲ့မြေလောကအခုဘာလုပ်နေရလဲဈေးရောဘယ်ချိန်သွားလဲခုကရင်နှွေးတယ်နေရဈေးကတော့မင်းငယ်တို့မှသွားလို့ရမှာဈေးဘိုးကသူ့ပေးရဆိုတော့ဟုတ်ပြီအဲ့ဆိုရင်နှွေးဆိုရင်တပူတဲ့ထိတ်ခဲ့ပြီးမဆိုးဈေးသွားကြမယ်သူတို့မောင်နှမနိုးရင်ကြွေးဖို့မနက်စာပါတခိုင်းဝယ်အောင်လို့ဆိုးဈေးသွားဖို့ပြင်နေချိန်မင်းငယ်ကအေးရထလာမို့ဟောမင်းငယ်အောင်လို့လာပြီမဆိုးနဲ့မေလုံးဈေးသွားမလို့လိုက်အောင်မလားဆိုအမေကိုမင်းငယ်ကနှာခေါင်းလေးရှုပ်ခေါင်းလေးခါဖွက်တင်နဲ့မလိုက်ချင်ပါဘူးအေးအဲ့ဆိုမနှက်စာပါစားမလဲနန်းကြီးတုပ်စားခြင်းနဲ့ကိုလက်လည်းနန်းကြီးတုပ်ကြိုက်တယ်မိလုံးငါအဲ့စာမဝယ်နဲ့နော်တိုက်စော်နဲ့ဈေးပေါက်မှာရောင်းတဲ့ငါးတယ်လေးများစီရဝယ်စက်သားဆိုမမှုဆိုင်ရဝယ်သူ့စီကဗမာကျက်စစ်တယ်အကောင်အရန်တရလည်းမဝယ်နဲ့ချွဲ့တယ်အရန်ကျရင်လည်းအသားဖွာတော့စမကောင်းကြလားမိလုံးမှာမဆိုးပြောသမျှဟုတ်လိုက်နေရပေမဲ့စိတ်ကောင်းမရွှင်အရင်ဆိုမင်းငယ်စီကဈေးဖို့တောင်းကိုဟာကိုကြိုက်တယ်လို့ဝယ်ပြောမဲ့သူမရှိပြီးတော့မင်းငယ်ကဈေးတွေအလေးတွေမသိမိလုံးဈေးဖို့ပို့ပြောလဲဘာမှမသိတော့မိလုံးမှာဈေးဖို့ရတဲ့ငွေစားလေးတွေအမြဲရွှင်နေရအခုတော့မမဆိုဒီလောက်စီးဆက်ပုံနဲ့မိလုံးရဲ့စားပေါက်လေးတော့ပိတ်ပါပြီညမိုးကောင်းလို့ထဲမှာဈေးတဲ့ပစုံလေးပေါ်နေအိမ်အတွက်ပစုံဝယ်လိုက်တယ်
ပစုံအမိဖြုတ်ကောက်ဖြုတ်ပြီးခွဲချမ်းလေးနဲ့ငပြရဲ့ကြော်တလို့ငငန်ဆက်ဆက်လေးကြော်ပြီးခွဲသေးလေးကိုပစ်ချဆန်းခတ်ပြီးအရေးတောင်းလုပ်မယ်လို့စိတ်ကူးလိုက်တယ်ငါးရဲရောက်တော့ငစီရိုင်းနဲ့အကောင်ကြီးကြီးလက်လက်တွေ့တော့အမေနဲ့မိမိုးကြိုက်တာတည်းရပြီးဝယ်လာခဲ့လိုက်တယ်အလုံးဝယ်ပြီးအပြန်ကြတော့အမေအိမ်ကိုအရင်ဝယ်ပြီးငါပေးခဲ့လိုက်တယ်မိလုံးရေမဆိုးပစိုးရင်ကင်ပြီးခေါင်းဖြုတ်အမိဖြုတ်ပဲအခုနေအကုန်မခွာဘူးမင်းငယ်ကနန်းကြီးတုပ်စားနေကဆူဆူလုံးနေရကိုလိုက်ကျင်နေလေအဲဒါဆိုဒီနေ့ဟင်ရပစုံပေါ့ပစုံနေပေါ်လေပေါ်လက်လို့ဝယ်လာတာမင်းငယ်ကိုပစုံကြိုက်တယ်မလားတမီးရမနှစ်ယောက်စကားပြောကောင်းနေတော့အကိုရောက်လာမှုစကားလက်စတိုက်က အကိုအတွက်မနှက်စာပြင်ပေးရတော့တယ်အကိုကဆူဆူပြင်ပေးရဲ့နန်းကြီးတုပ်ကိုနှင်းချိုက်စွာစားနေရမှုကျင်းတတ်သွားရတယ်နောက်ဆိုမနှက်စာပါစားကျင်တယ်စိုးပြောလေစိုးဝဲထားပေးမယ်အရာဆိုသူနဲ့မင်းငယ်ကအရာထားနောက်ကြောင့်မေလောကသူတို့အရာထားမှဈေးသွားဆိုတော့မနှက်စာအလွယ်ပမောကင်မုံနဲ့တာနှစ်ပါးသွားနေရကြပြီမို့အခုလိုစားရကိုမင်းခတ်အရာသားတွေ့နေကော်ဖီကလည်းအရင်လိုကြိုမဖြောထားပဲသူနိုးမှဆိုဖြောပြရမှုကော်ဖီပူပူလေးကိုမှုတ်တော့ကအရာသားခံနေတော့ညီမလို့သူကမဖို့တောင်းတာကြောင့်ဒီလားအတွက်မဖို့ပေးလိုက်တော့ဟင်ဒါပဲလားမင်းငယ်ကသူရပတ်စံကိုကြည့်ပြီးပြောတော့မင်းခတ်ကောင်းကြီးလိုက်ကအေးလေအဲ့မင်းငယ်ရဲ့မဖို့ပဲဟာအရင်လားနဲ့တူတူပဲလေအဲသုံးစိတ်ကတော့ဒီလားအစပြီးစိုးစိုးလက်ထဲပေးမယ်မေလုံးနဲ့ဈေးဖို့စိုးစီရတောင်းဟုတ်ပြီလားအကိုဖြစ်သူရဲ့စကားကြောင့်မင်းငယ်မျက်နှာကစူပုတ်ပုတ်ဖြတ်သွားတယ်မဆိုးနဲ့မရခင်ကအေးစိတ်ကိုတလားတကာမဖို့နဲ့တူမင်းငယ်လက်ထဲအပ်နေကြအကိုလို့သူအစင်းပြန်ပြစရာမလိုအောင်မို့ပိုသမားပတ်စံကမင်းငယ်ရဲ့မဖို့လိုဖြတ်သွားလေအခုတော့ဒီအခွင့်အရေးလေးကိုလက်လွတ်ရတာမကျင်တတ်ပေမဲ့ကိုလက်ကိုပြန်မပြောရအောင်ညင်နေလိုက်ရတယ်မင်းငယ်ထမင်းစားစပွဲအားထွက်သွားမှမင်းခန့်ဆူဆူကြည့်ပြီးဒါနဲ့ခုနမင်းငယ်နဲ့ဘာပြောနေကြရတယ်။အော်အကိုဘာကြိုက်လဲမကြိုက်ဘူးလဲမင်းနေရလေ။အဲ့တော့မှအကိုကြိုက်တယ်စိုးနေတိုင်းချက်ကျွေးလို့ရမှာပေါ့။ဒါများကိုယောက်ျားတဲမမေဘူးမသိရသူဆရာတဲနေအဲ့အမှလေးလားကိုဘာကြိုက်တယ်မကြိုက်ဘူးသိမှာ။အဲ့လိုလားဒါဆိုလဲစိုးကိုပြောအကိုဘာကြိုက်တယ်။အကိုကစိုးကိုပြုံကြည့်ကဘဲဥကြိုက်တယ်။အကိုစကားကြောင့်ဆူမှမျက်မှောင်လေးကျုံသွားရတယ်။မင်းငယ်ပြောသူကဘာရင်ဖြစ်စားပေမဲ့ဥတွေတော့အရန်မုံဆိုကြောက်ဘဲဥဝုံဥဘာဆိုဘာမှမစားတဲ့ဧကနာတကမလေးလိုစီထိုးသွားမြလားဟေးဘာလို့မျက်မှောင်ကြီးကကောက်နေရလဲမင်းငယ်ပြောတော့အကိုကဥတွေမုံနေမစားဘူးတဲ့ဘသူပြောရောမှလဲအကိုကတစ်ချက်ရေးလိုက်ကဆွဲရပါလေးကိုကပပဆွဲလိမ့်ပြီးကိုပြောရဲ့ဘဲဥကလူဘဲဥကိုပြောတာတကယ်ဘဲဥမကြိုက်ပါဘူးစားလည်းမစားဘူးလူဘဲဥဘာလဲလူဘဲဥစေးဘဲဥစားဘဲဥပဲကြားဘူးတယ်မင်းလာဆောင်တော့ဘဲဥကိုကြီးကန်းချီရဲဆိုပြီးဒီလောက်ဝိုင်းနောက်နေကြတာခမလေးမကြောက်လားကိုကြိုက်တဲ့ဘဲဥကအကိုကိုရှိမှရှိနေဘဲဥလေးကိုပြောတာဘလို့လဲနေရင်ကြွမလားအကိုရဲ့အပြောရဲမှုကြောင့်ဆူဆွဲမျက်နှာလေးမှာနေစီကင်းဖြစ်သွားရတယ်အနောက်အမျက်မပါတဲ့မျက်စောင်းကလေးကိုမျက်လုံးဝိုင်းလေးတရားနဲ့ပြက်လော့လိုက်ပါတော့တယ်အကိုထမင်းကြိုက်ထည့်သွားမလားဟင်းနေရခဏနေချက်ပြီးယူမဲဆိုချိုင်းပြန်လိုက်မယ်မေခံမမကြီးအိမ်မှာမရှိတော့တဲ့ကထမင်းကြိုက်မယူရကြပြီးနေ့လယ်စာအဆင်ပြေသလိုပဲအပြင်မှာစားလိုက်တာများတယ်ညစာလည်းစားကျင်စားတယ်ဟင်းမကြိုက်တဲ့နေ့ဆိုထမင်းမစားပဲမုံတစ်ခုခုသာစားလိုက်တယ်မေလုံးချက်တဲ့ဟင်းနေကအစဟမ်မတက်ရများတော့သူရောမင်းငယ်ရောထမင်းဟဲ့ပပမစားဖြစ်တာကြပြီးအခုတော့မိဖို့ကြောင်စီကပြန်နေလာတဲ့ဟင်းနဲ့နေကလူကိုဆွဲဆောင်နေရမို့ထမင်းကြိုက်ပြန်ယူဖို့ဆုံးဖြတ်လိုက်တော့တယ်အခုတော့အလုပ်သွားပြီးမင်းငယ်ကကြောင်းသွားဖို့မပြင်ဆင်ပဲဖုန်းသုံးနေရကြမင်းငယ်ကျောင်းသားဖို့မပြင်သေးဘူးလားနောက်ကျနေဦးမယ်ဆိုးတတိပေးလိုက်တော့မဆိုးရလေမင်းငယ်အဝေးတင်တက်နေရလေစနေတနင်္ဂနွေမှာသွားရတာဂျာရက်ကအင်္ဂလိပ်စာသင်တဲ့ရဲ့ဒီဇိုင်နာသင်တဲ့ရဲ့ပဲသွားရတာဒီနေ့ကကျောင်းရောသင်တဲ့နေ့ရောဘာမှမရှိဘူး Today is my holiday အော်ဆိုရှင်းပြပြရနဲ့ဖုန်းမြတ်သုံးနေတဲ့မင်းငယ်ကိုကြည့်ပြီးမင်းငယ်လေးကန်ကောင်းလိုက်တာလို့ရေရုံမိအိမ်ကမိမိုးမှာတော့အဲ့လိုပန်ပိုးပေးနိုင်တဲ့အကိုမရှိရဲ့ပြင်ရှိရဲ့အမကလည်းတိတ်အားမကိုရအောင်ဆိုတော့ငယ်လေးတွေကသူ့အားသူကိုကဲရရှာတယ်ဆိုးလေတော့အမတ်ကလည်းတိတ်မများတော့အမင်းနဲ့ဆိုင်ကိုကူလို့ရအောင်ဆိုပြီးဝေးတင်တက်ခဲ့တာမမကတော့ဂုံထူလေးကိုနဲ့အောင်နေအပြင်သူတက်ချင်တဲ့ရတနာပုံစိုက်ပါစီတီကိုတက်ဖို့အမှတ်မိပါရဲ့နဲ့အမင်းနဲ့အမအောင်ငယ်ပြီးဝေးတင်မဲ့တက်ခဲ့ရဖြစ်တယ်သူတက်ချင်တဲ့ကွန်ပျူတာသင်တန်းအတွက်သင်တန်းကြီးကိုလည်းဖတ်တိုင်းအလုပ်လုပ်ပြီးသူ့ဟာသူရအောင်စုခဲ့တယ်အင်ကိုအပူမပေးခဲ့ကြဘွဲရပြီးအလုပ်ဝင်တော့လေအမေကိုသူ့လာစားတော့အမြဲပေးတယ်မမကလူငယ်ပေမဲ့လူကြီးပေါက်စလေးနဲ့ပို့တူတယ်မမိုးလည်းမင်းငယ်လေးတို့အငယ်ပေးပြီးသူလိုချင်တာဖြစ်ချင်တာတွေကိုချုပ်တင်မထားပဲပူစာတက်စေချင်လိုက်တာအကိုလည်းအလုပ်သွားပြီဆိုတော့ဆိုးလေအိမ်လုပ်တွေကိုဆက်တယ်လို့လုပ်တော့တယ်မင်းငယ်ကြီးအဝတ်တွေလျှော့ချရှင်းပြီးတခိုင်းလျှော်ရအောင်စနစ်လျှော်ရမို့လူလည်းမပင်မမှာဒိုင်မစ်မီလောင်ကအဝဲကုန်းလုံးဆက်ထဲလုံထွေးထည့်ပြီးလျှော်ဖို့လုပ်နေရမို့ဆိုးမှတစ်ခုချင်းဝင်ပြောရတော့တယ်မီလောင်အင်ဂျီဖြူတွေကိုအယောင်တွေနဲ့အတူဆက်ထဲရောမထည့်နဲ့တက်ဆက်ပြားရေးစိတ်ထားအဖြူတွေကိုတက်လျှော်
အခုအင်ဂျီတွေကိုကုန်းနဲ့ကြိုင်းကြ brush နဲ့အရင်တိုက်ပြီးတော့မှဆက်ထဲထည့်နော်ဒီတိုင်းတမ်းမထဲနဲ့ဆက်ပြလေးအထက်အုပ်လိုက်ပြီးချိန်ထည့်ဆက်ပြများတိုင်းကောင်းတာမဟုတ်ဘူးကြိုင်းအထက်ဆွေးမယ်မေလုံးကတော့ဆိုခိုင်းနိုင်လို့ရင်ကအဝတ်တွေအားလုံးတစ်ခါထည့်လျှော်လိုက်လေအေးစေးခဲ့တဲ့အရင်ကအချိန်တွေကိုပြန်တရိယာနေလေရဲ့အဝတ်လန်းတော့လဲဆက်ထဲရထွက်လာတဲ့အခြေတွေတိုင်းလှမ်းနေပြန်လာမှုဆိုမနေတော့ပဲခါပြီးလှမ်းဖို့ပြောရပြန်တယ်ဟိုလုတ်ဒီလုံးနဲ့ထမင်းစားခြင်းရောက်သွားပြီးမို့ဆိုရေအမြန်ချိုးပြီးထမင်းစားဖို့ပြင်ရတယ်ထမင်းကတော့ဆိုရဲ့မင်းငယ်ရဲ့မေလုံးရဲ့အတူတူပဲစားဖြစ်ကြတယ်ဆိုချက်ထားပဲဆိုအဆက်ကြောမင်းငယ်ရောမေလုံးမှာအကြိုက်တွင်းနေကြအောင်သူတို့စားကြည့်ပြီးဆိုမှဝမ်းသာရတယ်ဟာဘိုက်ကိုတင်းကားသွားပဲမဆိုးလိုက်ရကောင်းလိုက်တာရှယ်ပဲသူ့ပိုက်လေသူ့ပေါ်ကပြောနေရဲ့မင်းငယ်ကိုပြုံးကျင်နေကမျက်စိတောင်းကနေမီလုံးပကံစီးရဲ့စီအကြည့်ရောက်သွားပြန်တော့ရေတွေပြန်ပြန်ဖွင့်ငါဆေးနေရမှုပြောမိပြန်တယ်ဟဲ့ပကံစီးရရေတွေအဲ့လောက်အများကြီးထောက်လျှောက်ဖွင့်မထားနဲ့လေစက်ပြတိုက်နေခြင်းတော့ရေပိတ်ထားပေါ်မီလုံးရဲ့ပကံစီးရင်စက်ပြစီကိုတညညက်ပြီးဖော့အရင်အမြုပ်ထအောင်လုပ်ပြီးမှစီပကံနေလဲစီပြောင်းနေစက်ပြကုံနဲ့တက်တာတယ်သိလားမိုးလင်းကလေးကမေလုံးကိုမြင်ပြီးဤပေါက်တယ်လို့အစံပြက်ပြတောက်ပြောနေရဲ့မမဆွေရဲ့အတန်တွေကိုနားပူလာလို့မင်းငယ်ကိုခန်းထဲကိုပြောင်းဝင်ကလက်ချက်တက်ပြီးတချင်နားထောင်နေလိုက်တော့တယ်ဆိုမျက်လုံးနှလုံးပွင့်ကလေးကအေးလုတ်တွေတစ်ခုပြီးတစ်ခုလုံနေလိုက်တာအချိန်ကအကုန်မှမသိကုန်သွားရတယ်အမေစီနေ့လေခဏလောက်သွားမယ်ဆိုလဲစိတ်ကိုတက်တာဒီနေ့အတွက်ကလူမောတာထက်စိတ်မောတာပို့တယ်အမန်းလူ၃ယောက်စာအေးလုတ်ဆိုတာဆိုလုံနေကြအပန်းမှမကြည့်ရအခုဟာမီလုံးလောက်တာတွေကိုလိုက်ပြင်ပြီးပြောပေးနေရကပုံမောတယ်ဖြစ်နိုင်သူပြောနေမဲစာကို့ဘာသာကိုပဲလှုပ်လိုက်ချင်တော့တယ်မီလုံးရေမစိုးရေခဏချိုးလိုက်အောင်မယ်အကိုပြန်လာခြင်းကနေနေပြီခြံတကောက်နေနဲ့အာယုံဆိုင်ထားအောင်ဖုန်းမဲကြည့်မနေနဲ့ကြာလားမင်းငယ်ကလည်းထမင်းစားပြီးကြရသူခန်းထဲဝမ်းသွားလိုက်တာပြန်အောင်ထွက်မလာတော့ဘူးတော့ကြာကိုရေချိုးနေတော့အကိုပြန်လာမှတကားဖွင့်ပေးမဲ့သူမရှိဖြစ်နေမှဆိုတာကြောင့်မီလုံးကိုသာတကားဆောင်ကျူတီချခဲ့လိုက်တယ်ထင်းတဲ့အတိုင်းပဲဆိုရေချိုးပြီးတနခါလူနေချိန်မှာပဲမင်းခတ်အလောက်ကနေပြန်ရောက်လာတယ်မင်းခတ်ကောင်းတစ်ချက်တီးလိုက်တော့ခြံတကောက်မီလုံးကလာဖွင့်ပြီးထူးဆန်းပေစွာဒီနေ့ဟွန်းတက်တဲမှာများ open sesame လို့ပါသွားသေးသလားခြံတကာတမ်းပွင့်သွားကိုကျင်းနေပေမဲ့ကိုမြင်ကျင်တဲ့မျက်နှာလေးမဟုတ်တာကြောင့်အင်တကာဝါမများစောင့်နေသလားလို့လှမ်းကြည့်လိုက်တော့လေမတွေ့ရလို့ဘဝမကြားဖြစ်သွားရတယ်ဟဲ့မီလုံးကြာတာမိုးကျိုးနေရငေါ့ခြံတကာလာဖွင့်ပေးလို့ပါလားထီထိုးရတော့မယ်ထင်တယ်ဟင်ကိုလက်ကလည်းအဲ့လိုမပြောပါနဲ့ခိုင်လည်းမီလုံးဖွင့်ပေးပါတယ်ဟုတ်ပါတယ်ခိုင်လည်းလေကောင်းထောင်အော်ခေါ်ရင်တော့ဖွင့်ပေးပါတယ်စွနဲ့မင်းငယ်ရောမရှိကြဘူးလားမဆိုးကသူရေချိုးနေလို့မီလုံးကိုစောက်ခိုင်းထားတာမင်းငယ်ကတော့သူ့ခန်းထဲမှာမီလုံးဖြစ်ရပေမဆုံးသေးမိခန့်တယောက်သူ့ခန်းထဲအပြည့်တစ်ပိုင်းနဲ့ဝင်သွားပြီးဖြစ်တယ်တနခါလူးနေရင်ကတကားဖွင့်တန်ကြားလို့လှည့်ကြည့်လိုက်တော့အကိုဖြစ်နေအောင်မို့ဆိုပြင်းပြလိုက်က အကိုတော်ပြန်ရောက်ပြီဆိုအင်းတလုံးသာပြောပြီးရုတ်တိကြီးနဲ့ဂရင်ပေါ်အသားဝင်လဲနေအောင်မို့ဆိုစိတ်ထင်သွားရတယ်သူပြန်လာကိုစောင့်မကြိုနေလို့များလားစိတ်ဆိုးသွားသလားဆိုစိတ်ထင်သွားရတယ်သူပြန်လာကိုစောင့်ကြိုမနေလို့များစိတ်ဆိုးသွားသလားဆိုလဲအကိုပြန်လာကိုကြိုးဖို့ရေမြန်ချိုးတာပဲမမီဘူးဖြစ်သွားတယ်စိတ်ကြနောက်ရက်တွေကျဆိုကိုယ်တိုင်စောင့်နေမယ်သိလားမန်တေကိုမှန်းနေတဲ့စင်အကိုမျက်နှာကြည့်ရင်ဖြည့်ရှင်းချက်တွေပေးနေမိရဲ့မေခက်ကရင်ဝါနေပြီးထမင်းရဲရှားနဲ့တနခါလူးနဲ့မိမအောင်ငေးကြည့်နေမိရဲ့ညက်ကလေးကြားရပြန်ချလာရဲ့ဆန်တဲ့တချို့ကကပုတ်ကရုံနဲ့ညရိုးထထဲလေးပေါ်တင်နေရဲ့ကုတ်သားဖွပွေးလေးကြောင့်မြန်သားနေရဲ့ဝင်းငင်းစိမ့်နုနုလေးတွေအနာကြောပြင်းဖြူဖြူနုနုလေးရဲ့ကိုတဆောင်အနေထားမှုရှင်းနေစွာမမြင်ရပေမဲ့ရင်ရှာအောက်ကရုပ်ထားနေရဲ့အသားဆိုင်ဖွေးဦးလေးကသူ့ရဲ့အာယုံကိုအလုံးစုံဖန်ဆားနေကြတယ်ကုတ်သားဖွပွေးလေးကြောင့်မြန်သားနဲ့ဝင်းငင်းစိမ့်နုနုလေးတွေအဲ့နောက်ကြောပြင်းဖြူဖြူနုနုလေးရဲ့ကသူ့ရဲ့အာယုံကိုအလုံးစုံဖန်ဆားနေကြတယ်ရုတ်တရက်နောက်ကနေတင်းဖက်လိုက်တဲ့အကိုကြောင့်စိုးမတွန့်သွားရတယ်လဲဘေးမှာမျက်နှာအပ်ပြီးတရှုံနန်းနေရမို့အကိုစိုးတနခါလူးနေရလေခဏအနန်းနေရရက်တန့်သွားတရားရှိပေမဲ့လဲဘေးမှာမျက်နှာအပ်ပြီးတရှုံနန်းနေရမို့အကိုစိုးတနခါလူးနေရလေခဏအနန်းနေရရက်တန့်သွားတရားရှိပေမဲ့နာနာကပ်ပြီးပြောလိုက်တဲ့စကားကြောင့်စိုးစတွေ့တစ်ချက်မျိုးချလိုက်မိရဲ့ကိုတို့ချင်းနိပ်ပံလေးကိုသွားရအောင်အကိုသဘောအတိုင်းအချင်းညနေခင်းတစ်ခုကိုဖန်တီးလိုက်တော့တယ်အကိုရေချိုးနေခြင်းဆိုအဝဲမမြန်ဝက်ပြီးတနခါပြန်လို့လိုက်ပြီးအခန်းကြီးအထွက်ကမီလုံးကိုခေါ်လို့မှားစရာရှိရမှာရတယ်မီလုံးရေထမင်းဟင်းနေနှွေးလိုက်တော့အကိုရေချိုးပြီးအစင်းသေးဖြစ်နေအောင်လို့ပြီးတော့မင်းငယ်ကိုတစ်ချက်သွားကြည့်ပါဦးအဲ့ကလေးနေလေတွေကအခန်းအောင်နေရပြီးတော့ထမင်းစားဖို့ပါတခါခေါ်ခဲ့ကြားလားပြောပြရနဲ့အခန်းထဲပြောင်းဝင်ကအကိုအတွက်အိမ်နေအင်းချစ်ထုတ်ပြီးတပတ်ကိုလေထွက်လာရင်ပေးဖို့ကိုင်းထားလိုက်တယ်လူရေကိုတုပ်ပေးနေတဲ့ကောင်မလေးရဲ့ညနာပွားမချောက်တချောက်ဖြစ်နေတဲ့တနခါပကွက်လေးကိုမေခက်လက်ညှိုးနဲ့တိုးကြည့်လိုက်တော့မျက်မှောင်လေးကြောက်ကအကိုနော်တော်တော့ဟာဘာလို့လဲဘာမှမလုပ်ရသေးဘူးစွာလိုက်တာဘ
ဘာမှမလုပ်တာလေသူများတနက်ခါလိမ့်ပေးတာအောင်ပြန်လင်းရအောင်လုပ်ထားပြီးတော့များပြောနေငါထပ်ပြီးလက်ညှိုးနဲ့တိုးဖို့ပြင်နေအောင်မို့ဆိုအခုလက်ကိုဖမ်းဆဲပြီးလက်ညှိုးထိတ်ကလေးကိုသွားနေကားလိုက်တော့သူ့လက်သူပြန်ယုံငါနားရဲလူမက်လို့ယူထားတာမဟုတ်ဘူးပဲတကယ်ကြိုက်တယ်ကြည်စံချစ်လို့စားတာကိုကြားလိုက်ရတဲ့စကားကြောင့်ဖမ်းဆွဲထားတဲ့လက်ကိုပြန်လှုပ်ပေးလိုက်မိပြီးအခုမျက်နှာစိတ်လှုပ်ရှားစွာမော်ကြည့်လိုက်မိတယ်ဒါပေမဲ့အခုအာယုံကစိုးစီမှမရှိပဲတွားရလေးထင်နေတဲ့သူ့လက်ညှိုးတာကြည့်ပြီးကြွတ်တက်နေလေစကားအဖြစ်ပြောလိုက်တဲ့ချစ်ဆွေစကားလေးမှတော့ဆွေရဲ့ရှင်နေဒီလောက်ခုံရရင်တကယ်ကိုလေးလေးလက်နက်နဲ့နှလုံးသားရလာတဲ့ချစ်တယ်ဆွေစကားလေးများအခုစီဟာကြားခွင့်ရမယ်ဆိုရင်ဆိုတော့ရခုံရလုံးလို့ယူမှပါပဲမိလုံဟင်းနေနှွေးပြရနဲ့မင်းငယ်အခန်းသွားကထမင်းစားဖို့ခေါ်ရပြန်တယ်မင်းငယ်မစိုးကထမင်းစားမယ်တဲ့ခေါ်ခိုင်းလိုက်လို့မင်းငယ်ဆုတ်တက်လိုက်မိတကယ်ပါပဲဘလောက်တောင်အရှင်မပုံဖမ်းချင်နေရမသိဘူးမြန်မာကားကြီးလာရိုက်နေတယ်သူတို့ဆိုင်သူတို့ဟာသူတို့စားပေါ့ကိုလည်းကိုစားချင်တဲ့အချိန်စားမှာပေါ့အရင်ကလည်းကိုလက်နဲ့မင်းငယ်ညစာအတူတူမှမစားကြတာအခုမှလာပြီးထမင်းလက်ဆောင်စားမယ်လုပ်နေဝမ်းချင်းဆောင်တာမှတ်လို့မစားသေးဘူးပြောမယ်ပြင်ပြီးတော့မှရလိုက်တဲ့ဟင်းနှမ်းကြောင့်စားကြယ်စိတ်ကပေါ်လာမှုမငင်းတော့ပဲမိလုံနောက်ကအတန်လေးလိုက်သွားလိုက်တော့တယ်မိုးအေးမှာအငွေ1000တောင်းထနေတဲ့ထမင်းပူဟင်းပူစားရတာမို့စားလို့မင်းကမနမ2ယောက်လုံးအာရပါရစားဖြစ်ကြတယ်ပြီးတော့တယောက်တည်းထမင်းစားရတာနဲ့မိသားစုတွေနဲ့အတူလက်ဆောင်စားတာကခန်းစားချက်ချင်းမတူအခုလိုလက်ဆောင်စားတော့ပုံမင်းနေထမင်းစားပြီးတော့အတိချို့တည်ရင်စကားပြောကြတယ်အများဆုံးပြောသူကတော့စိုးသားဖြစ်တယ်ဇေဝေရာကနေညနေဆောင်ထိပြတ်တမ်းမှုတွေကိုစီကားပတ်ကုံပြန်ပြောပြနေရဲ့စိုးသူ့ကွာပြုံးကြည့်ပြီးနားထောင်နေရောမင်းငယ်သူတို့မြင်အောင်နှာခေါင်းရှုပ်လိုက်မိရဲ့ကိုလက်ကမမဆိုတစိမ့်စိမ့်ထိုင်ကြည့်ပြီးပြုံးနေရုပ်ကြီးကိုမခံစားနိုင်တဲ့အစုံမင်းငယ်စပွဲဝိုင်းကနေထားလိုက်ပြီးကိုခန်းကိုပြန်ဖို့ပြန်လိုက်တယ်ကိုလက်ဒါဆိုမင်းငယ်အခန်းထဲပြန်ဝင်တော့မယ်ဟဲအစောရှိသေးရဲ့ထမင်းစားပြီးချင်းပြန်ဝင်တော့မလို့လားတနေ့ကင်းလုံးလေအခန်းထဲမှာနေနေအားမင်းငယ်နေရောကောင်းရဲ့လားဆွဆွသဘောရိုးနဲ့မေးပေမဲ့မင်းငယ်ညနာကွက်ခနေပြတ်သွားရတယ်ဒါပါသဘောလေအကိုရှိမှုညီမကိုကြည့်ဆိုင်တာလားတပတ်လည်းနဲ့တနေ့ကုန်သူကတော့အိမ်လုတ်တွေလုပ်နေပြီးရှင်ညီမကတော့အခန်းထဲဝင်နေရဲဆိုပြီးတို့ရလားမင်းငယ်နှခမ်းလေးကိုမတိမတာမဲလိုက်ပြီးတမင်ရွှဲပြောပေးလိုက်တယ်မင်းငယ်နှခမ်းလေးကိုမတိမတာမဲလိုက်ပြီးတမင်ရွှဲပြောပေးလိုက်တယ်ဟုတ်တယ်နေလို့တိတ်မကောင်းဒီနေ့လုံးနားရီဦးနေရအခုလည်းမျက်စိပါကျင်းလာလို့အခန်းထဲဝင်မှဖြစ်မယ်နေမကောင်းဖြစ်ကျင်နေရလားမဲခန့်ပြောလေပြောလက်ကလည်းမင်းငယ်နှစ်ဖို့ထိပြီးကိုပူနေလားစမ်းကြည့်မိကိုတော့မပူပါဘူးဖျားချင်တယ်လို့ဖြစ်နေရင်ဆေးလေးပါလေးကြိုးတော့နေရဖျားမိမလွယ်ဘူးအရန်ကြတာကိုလက်ကစိတ်ပူဟန်ပြတော့မင်းငယ်ကျင်းနှန်းစွာနဲ့မဆိုးမျက်လုံးဝင်ပြီးတစ်ချက်ကြည့်လိုက်ပြီးမှအခန်းထဲဝင်လာလိုက်တယ်အကိုနဲ့စကားဆက်ပြောနေကနေရကနိုင်ကိုကြည့်လိုက်တော့၈နိုင်ထိုးပြီးမို့စိုးတီဗီကိုအပြေးသွားဖွင့်လိုက်တယ်မင်းငယ်အတူကြည့်ဖို့ခေါ်မယ်လုပ်ပြီးမှသူနေမကောင်းလို့နားနေရတရရပြီးမိလုံးကိုသာခေါ်လိုက်တယ်မိလုံးရေဇလန်တွဲလာနေပြီဟဲ့မကြည့်တော့ဘူးမဆိုတမီးကဖုန်းပို့ရပို့ကြိုက်လို့ဟိုမမဆိုခိုင်းစရာမရှိရင်တမီးလည်းအခန်းထဲဝင်လာတော့မယ်နောက်ဆုံးတော့ TV ရှေ့မှာဇလန်တွဲကြည့်မဲ့သူကစိုးတယောက်ထဲသားစိုးပေးမှထိုင်နေအကူကလည်းသူ့ laptop နဲ့သူအလုပ်လုပ်နေရကြောင်းသူတို့အနောက်ရှက်မဖြစ်ရအောင် TV တောင်တိုးပေးလိုက်တယ်။ရင်းအောင်ဆိုထမင်းစားပေးချိန်တားမိ3ယောက်တူ TV ဇလန်တွဲကြည့်နေကြအခုတော့တယောက်ထဲကြည့်နေရင်ကအမေနဲ့မမိုတတိယသွားပြီးဇလန်ဆက်မကြည့်ချင်တော့အကြောင်း TV ကိုပိတ်လိုက်ပြီးအခန်းထဲဝင်ကဂရင်ပေါ်မှာခွေနေလိုက်တော့တယ်။မင်းခန့်အလုပ်တွေပြီးတဲ့အချိန်ဘေးကိုကြည့်လိုက်တော့စိုးမရှိတော့ခုနကတော့သူနားမထိုင်ပြီး TV ကြည့်နေတဲ့သူကဘယ်ချိန်ကများ TV ပိတ်ပြီးဝင်သွားရဲ့မသိလိုတော့ပြောမသွားဘူးပိတ်စရာမီးရဲ့အကုံပိတ်တကားတွေဘယ်နဲ့ပေါက်တီအကုံစစ်ပြီးမှမင်းခန့်အခန်းထဲဝင်လာတော့ဂရဲမမခွခွေလေးလဲနေရကြောင်းအိပ်ပျော်နေရလားလို့မျက်နှာလေးကိုငုပ်ကြည့်လိုက်တော့မအေးတရားမှုဝင်းမဲဆိုတော့မပြောတော့ဘူးဘလို့ဒီမှာတယောက်တည်းလာခွေနေရလေသူ့ဘာမှပြန်ပြောပဲမျက်နှာငယ်လေးနဲ့ပြန်ကြည့်နေတဲ့ကောင်မလေးကိုအသေးရမှုလက်မောင်းလေးကနေဆွဲထုတ်ကဂရင်ပေါင်းမိရဲ့သားလေးထိုင်ခိုင်းလိုက်ပြီးဘေးမှာကပ်လို့သူပါဝင်ထိုင်လိုက်တယ်ပခုံးလေးကိုဖတ်လိုက်တော့ကိုလေးကအလိုက်တင်လေးသူ့ရဲ့ကွယ်နဲ့ပြုတ်ဆင်းလာတယ်ရဲဘက်မှာမျက်နှာအပ်ပြီးလက်ကလေးနှစ်ဖက်ကသူ့ခါကိုဖတ်လို့ခေါင်းဝိတ်ကကြောင်ကလေးလိုချွဲနေအောင်စနွေအီးလေးတွေကမျက်နှာပေါ်ကြားပြီးကွယ်နေအောင်မို့လက်နဲ့တက်တင်ပြီးနှွေရနာကိုညှက်ပေးလိုက်တယ်ထမင်းစားပြီးတော့အောင်တက်လက်နေပြီးဘာလို့ရုတ်တရက်ကြီးငိမ့်သွားရလဲဘာဖြစ်လို့လဲဒီတယောက်ကနေမကောင်းဖြစ်ချင်နေပြီလားမှန်စမ်းသူနှစ်ဖူးကိုစမ်းကြည့်ရဲ့မင်းခမ်းလက်ကိုတွန်းဖဲလို့ရင်ဝင်နဲ့ပိုတိုးဝင်လာကအာမရှိရဲ့လေတန်းလေးနဲ့နေရကောင်းပါလေအမေတို့တတိယလို့ဖြစ်ရမယ်ဆွရဲ့သူများကြရင်တမျိုးတရားပြောင်းပြီးယောက်ျားနောက်လိုက်နေရတယ်ထင်နေတော့မှာပဲစိုးမေအိမ်ကနေလေးကိုအချိန်မီသွားလို့ရနေရပဲဟာလူစကားပြန်မပြောခင်မျက်စောင်းလေးကအရင်ထိုးလိုက်သေးတယ်ဟုတ်တယ်အင်ဂျင်ကနေနေလေဒါပေမဲ့ဒီနေ့တနေ့ကုန်အိမ်လုတ်တယ်လို့ရင်ကအမေသွားဖို့အချိန်တော်မရလိုက်ဘူးသိရလားဒီလိုလားအေရှင်မကြီးကအိမ်လုတ်တွေနဲ့ရှုပ်နေရဆိုပါတော့
ဟုတ်တယ်ရှုပ်တယ်ဘသူအိမ်လည်းမသိပါဘူးတိမ်လုံးလှုပ်ရှားရင်ကြည့်ပဲတစမ်းမမနာပဲလှုပ်တာတော့မိုးလင်းရနေမိုးချုပ်တိလှုပ်လို့မကုန်နိုင်ဘူးလို့ခနဲ့တက်ပြောနေတဲ့နှကန်းကြောကြောလေးကိုတစ်ချက်ပပနန်းလိုက်ပြီးမှနှာခေါင်းလေးကိုညှက်လိုက်ပြီးဘသူအိမ်ရမှာလဲခမားလေးအိမ်ပေါ့ဦးညိုမင်းခန့်ကိုယူလိုက်မှတော့ဒင်းကဟော်ရီယာဒေါ်မီဆိုးနိုင်ရဲ့အိမ်ပဲပေါ့မဟုတ်ဘူးလားအကိုစကားကိုစိုးစိုးသဘောကျကရေးလိုက်ပြီးအကိုပြန်လို့စားနှောင်းလိုက်တယ်အကိုကဆိုဆိုဒီကောင်မလေးကြည့်ရအလုပ်ကောင်းကောင်းလုံးနိုင်မဲ့ပုံလေးဆိုပြီးတော့အိမ်လုပ်တွေခိုင်းချင်လို့ယူလိုက်တာမှလားမှန်မှန်ပြောအကိုကမငင်းတဲ့အပြင်ဟာတည်သွားပြီလားကြည်စံဆိုဆိုကအလုပ်လုပ်တိုင်းတော်တာမဟုတ်ပဲအကက်ခက်လဲတော်တာဟုတ်ဘာပြောတယ်အဲ့ဆိုဖဲတော့လာမဖက်နဲ့သွားဆိုဆိုအလူလဲထကရင်ဝင်နေရထွက်ဖို့ပြင်တော့အထွက်မခံပဲခေါက်လက်နဲ့ဖက်နဲ့ဖမ်းဆွဲထားပြီးခေါင်းကိုသူမင်းနဲ့ထောက်လို့လှုပ်မရအောင်ချုပ်ထားတယ်သူစားလိုက်လို့ဆိုဆိုမကျင်မနဲ့ဖြစ်ညာလေးကိုကြည့်ပြီးသဘောကျနေလေမေခန့်ဆိုဆိုကိုလီကိုရင်ဝင်တဲ့ထဲကထွေးဖက်ထိုင်းကပခုံးစုံလေးကိုညင်သားစွာငုံနှမ်းလိုက်ပြီးနွေးညံ့တဲ့အတန်းနဲ့အော်ခက်ပါလားဘသူကအိမ်လုတ်တွေခိုင်းကြနာလိုက်ပဲမိမယူမလဲဆိုဆိုရင်အိမ်လုတ်ခိုင်းကြမှာတော့အင်ကိုပဲခေါ်မှာပေါ့မိမယူမလားခိုင်းမမဟုတ်ဘူးဆိုရင်ဘာလို့ယူရလဲပြောနှခမ်းလေးထော်ကမင်းနေဆိုဆိုမင်းခန့်အချက်များစွာပြောဝင်နေတဲ့ရှော့လက်တဲ့အခြေအနေနဲ့စူးစဆိုင်ကြည့်ပြီးမှဆိုဆိုရဲ့နဘိုးပြက်ထက်ကိုအနံတပွင့်ချွေချလိုက်တယ်ပြီးမှကျန်နာနှွေးထွေးအော်ရှာရှာတန်နဲ့အကောဆိုဆိုဘာလို့ယူလဲဆိုတာတကယ်မသိဘူးလားကြည်ပြယူဝေးတဲ့အကိုကြည့်တွေကနေတဆင်အဖြူခန်းစားသိနေပေမဲ့ကိုနှုတ်ကကိုရိုင်းဖွင့်ဟာတာကိုကြားလို့လာမို့အကိုမပြောရင်ဆိုဆိုကဘလို့လို့သိမလဲအဲ့ဆိုလဲပြောပြမှာပေါ့တေချာနာထောင်းတော့ဘာလို့လဲဆိုရင်ဒီကောင်မလေးကိုချစ်လို့မျက်နှိုးလို့ပိုင်ဆိုင်ခြင်းလို့တလုံးကိုယ့်ရဲ့နာမှာရှိနေစေခြင်းလို့ပေါ်ဆူဆူရဲ့ကြားလို့လာတဲ့အကိုချစ်စကားကိုကြားလိုက်ရပြီးတဲ့နောက်ရခုံကြည်နူးခြင်းများစွာနဲ့မျက်ရည်ကြီးကိုလွှမ်းနဲ့မျက်ဝန်းလေးတွေတလဲလဲတောက်ပသွားရတယ်ဆိုဆိုရောအကိုချစ်ရလာရင်ဆိုဆိုကရင်ဝင်နေရနေပြီးမျက်လုံးလေးပင်ကြည့်ကမခုတ်တျို့လေးပြုံးပြီးဘလို့ထင်လဲဟာဟေးဆိုဆိုအဲ့လိုမညင်းနဲ့လေကိုလဲကြောင်ပြောပြရတယ်သူ့လဲကြောင်မေခရဲ့ဇော်တကတက်တန်မဆုံးခင်မှာပဲဆွဆွဲချစ်ဆွဲအတန်လေးကခိုးခိခိရေတန်နဲ့တူထွက်လာပါတော့တယ်ချစ်တယ်မသိဘူးလားဆိုကအကိုကိုချစ်တာပေါ့လို့ဆိုပြောပြရတဲ့တပြိုင်နက်နှွေးထွေးရဲ့ရှင်ကိုမျက်နှာအလိုပိုတိုးဝင်လိုက်ကခေါင်းခတ်တင်းလေးဖတ်လိုက်တဲ့အခိုက်ကျင်းတို့မြူပြရဲ့အကိုရေတန်ခတ်တိုးတိုးရခုံတန်နေနဲ့တူကြားလိုက်ရတော့တယ်ဒီလိုနဲ့တနေ့အကိုဝေရဝဲစားတွေအင်ကိစားတွေလောက်ကိုင်းစင်မှန်းပေးရင်ကတဲ့ပေးတည်းအချင်းကုန်မှမသိကုံဆုံးသွားကဆိုရဲ့အင်အောင်တလေးမှလည်းရက်ကနေလာကိုကူပြောင်းလာခဲ့ပါတော့တယ်တရက်ဆိုတို့မနက်စာစားနေချိန်မမိုးကငါးစင်းချိုင်ကြီးနဲ့ရောက်ချလာတယ်မဆိုးဟဲမိုးချမ်းကြီးနဲ့ဘာရီလဲအုံတော့ခေါက်ဆွေအမေကမဆိုးကိုစားဖို့လာဖို့ခိုင်းလို့ဆိုကျိုင်းကိုယူလိုက်ပြီးမိလုံးလှည့်ခိုင်းရင်ကမိုးလက်ကိုဆွဲကထမင်းစားကန်ကိုခေါ်လာလိုက်တယ်မဲခက်လေမရောက်စပူရောက်လာတဲ့အနေစိမ့်နဲ့ခဲမအောင်ပြုံးမြောင်နှုတ်ဆန်းလိုက်တယ်မတွေ့ရကြပြီနော်မို့ဟုတ်ဟဲ့ဘာလို့အုံတော့ခေါက်ဆွဲချက်စားကြရလဲဒီနေ့ဘာနေမို့လို့လဲဆိုမင်းမရဲ့ကိုပစက်ကိုလက်နဲ့အမြန်အုပ်လိုက်ပေမဲ့မမွေးမျက်နာကပြတ်သွားခဲ့ဖြစ်တယ်sorry ပါမို့ရဲ့ sorry မဆိုးအလုပ်တွေရှုံနေပြီမိသွားရင်ညီမလေးရဲ့စိတ်မဆိုးနဲ့နော် happy birthday ပါမို့ရဲ့စိတ်မကောင်းဖြစ်သွားမှန်းသိတာနဲ့မျက်နာလေးနဲ့ပင်ခက်ရဲ့ပြုံးကရပါတယ်မဆိုးတဲ့ကိုမိသားစုနဲ့ကိုအလုပ်ရှုံနေရနားလဲပါတယ်ဖဲ့အဲ့လိုမပြောပါနဲ့မို့ရဲ့မိုးလေမဆိုးမိသားစုပဲလေဒီညီမလေးပဲရှိအားတကယ်တောင်းမှန်ပါတယ်စိတ်မဆိုးနဲ့နော်အဲ့ချိန်မီလုံးကချိုင်းနာပြရမှုချိုင်းကိုယူပြီးပြန်တော့မယ်ပြောအားကြောင့်ဆိုမှအင်ပါဝါထိတကောက်ကောက်လိုက်ပြီးညီမဖြစ်သူချွားတော့တယ်သူတို့ညီမအဖြစ်ကိုကြည့်ပြီးအကြံတစ်ခုရလိုက်တာကြောင့်မုံစာခဏရက်ပြီးအခန်းထဲကိုမင်းခတ်ထားသွားလိုက်တယ်တောင်းနေရောအခန်းထဲကပြတ်ထွက်လာကဆိုညီမနာရောက်လာတော့တယ်ညကြရင်မဆိုကိတ်ဝယ်ပြီးလာခဲ့မယ်နော်လို့စိတ်မဆိုးပါနဲ့ဆိုအင်းမတခါခွန်းတော့လိုက်မယ်ချောကလက်ကိတ်ပဲဝယ်လာခဲ့နော်တခြားအရသာမစားကြဘူးโอเคစိတ်ချမိုးကြိုက်တဲ့ဆိုင်ဝယ်လာခဲ့မယ်ညီမနဲ့ပြန်ပြေးလဲသွားချိန်မှာပဲအနောက်ရောက်နေတဲ့မိခန့်ကမမိုးလက်တဲ့စာရေးတဲ့ကမ်းပေးရင် Happy birthday ပါမမိုးဒါအကိုပြရဲ့မွေးနေ့လက်ဆောင်ခုနလေးတင်ပြန်ကြည့်သွားတဲ့မမွေးမျက်နှာဟာချက်ချင်းပြန်ရွှင်သွားခဲ့ပြီးမိုးအကိုစေတနာကိုပဲလက်ခံလိုက်ပါမယ်ဒီဟာကိုပြန်ယူလိုက်ပါမဆိုးမိုးသွားပြီမမိုးထွက်သွားနဲ့ဆူကမိခန့်အကျော်တပြင်းပြင်းရိုက်ပြီးအကိုကလှုပ်ပြီးဒီမှာသူ့မွေးနေ့ကိုမေ့သွားပြီလို့မနေ့ချော်ထားရပါလေဆိုအကိုလှုပ်တာနောက်တခါပြန်စိတ်ဆိုးသွားပြီးစိတ်ညစ်ပါတယ်ဟမ်အကိုကဘာပြစ်လို့လဲမမွေးနေ့မို့မွေးနေ့လက်ဆောင်ပေးရလေဘာစိတ်ဆိုးစရာရှိတယ်သူ့အကြောင်းအကိုမသိပါဘူးအကောက်မလေးကအမေနဲ့အမစီကတော့ပတ်စံမယူဘူးသူ့ပေးခြင်းပစ္စည်းဝယ်ပေးရတယ်သူဘာလို့ကျင်လဲဘာလို့နေလဲကိုကြည့်ပြီးကျူတက်ဆိုင်နဲ့ဝယ်ပေးတဲ့ပစ္စည်းမျိုးမှသဘောကျတာအခုလိုပတ်စံကြီးတက်ပေးလို့ကတော့မာနမင်းသမီးကမယူအကိုရေးမစိုးနဲ့ကိုလည်းပြောနေအောင်နားထောင်ရင်မင်းငယ်စိတ်ထဲကဖြစ်မှဖြစ်ရလေဟဲ့
မဖို့ပေးလို့စိတ်ဆိုးရတဲ့ကြာကြဖို့ပေါ့ကိုဆိုကိုအောင်ကဝင်းနေမဖို့ဆိုပြီးပတ်စံပေးလေပျော်ကြီးယူရပဲဘဲကိုအမပေးပေးကိုချစ်လို့ပေးရပဲဟာဘာလို့မယူရမှာလဲနော်ကိုတွင်းထဲကိုပတ်စံယူတာမှန်တယ်လို့တွင်းနေတော့မှပဲကိုလက်ကမင်းငယ်ကြားလားသူများညီမရေများမဖို့ပေးလို့စိတ်ဆိုးရတဲ့ငါညီမလေးနဲ့များကွာပါဒီမောင်တလားတစ်ခါပေးဖို့တကြည်ကြည်နည်းနည်းလေးအောင်နောက်ကျလို့မရဘူးဒီတိုင်းဆုံးမရင်တော့ညင်နေလိုက်အောင်မယ်ခုလိုသူများနဲ့နိုင်ပြီးပြောရင်တော့လုံးဝသိမခံနိုင်တာကြောင့်အဲ့ဘာဖြစ်လဲသူကသူမင်းငယ်ကမင်းငယ်ပဲဟာကိုလည်းမမိုးကကောင်းနေတယ်လေသူ့ပဲညီမတော်လိုက်တော့မင်းငယ်ညီမလာမတော်နဲ့ဟွန်းအကိုစကားအောင်စိတ်ဆိုပြီးစားလက်စားမုန်းတော့ကိုအောင်မစားပဲဇွဲဝိုင်းကနေမင်းငယ်ထသွားမှုစွတ်စွတ်မှအကိုစိတ်ပြတ်စွာကြည့်လိုက်မိဒီနေ့အကိုဘလို့ဖြစ်နေလဲဟိုမှာညီမတယောက်စိတ်ဆိုးသွားလို့စိတ်ညစ်နေပါဆိုအင်္ဂါညီမကိုလည်းစိတ်ဆိုးအောင်လုပ်ပြန်ပြီမင်းငယ်လိုညီမလေးကဘလောက်ကောင်းလဲသူ့ကိုယ်သူပုံမွေလင်းနေဘာမဆိုပြောရဲဆိုရင်ပူစာရဲတယ်ဆိုဖြင့်မမိုးတာမင်းငယ်တော်လာပွင့်လေးမယ်ဆိုရင်ကျင်းတဲ့တယ်သိလားသူ့ပြောပြရနဲ့မိဖို့ကြောင့်နဲ့ခြေဆောင်ဝင်သွားတဲ့မင်းမဖြစ်သူကိုကြည့်ပြီးမေခက်ခန်းစားချက်ပြင်းနဲ့တစ်ချက်တစ်ပုတ်ကိုအော်တိုငင်းမိသွားပါတော့တယ်ညနေစောစောပြန်လာဖို့မိမမှားလိုက်တာမို့မေခန်းဆိုင်ကိုစောစောပိတ်ပြီးအင်ပြန်လာခဲ့တယ်မြို့ထဲရောက်တော့မမိုးအတွက်မွေးနေ့လက်ဆောင်ဘာဝရရင်ကောင်းမလဲစဉ်းစားရပြန်တယ်မမိုးကြည့်ရတာသူမယောက်ျားယူသွားကိုတိတ်ကြည့်ပုံမရသလိုသူ့ကိုလည်းရင်းနေနေမနေခက်တန်းတန်းသာဆက်ဆံနေဒါကြောင့်ဒီတစ်ခေါက်အခွင့်အရေးကိုအသုံးချလို့စိတ်ဆိုးနေရမိမကိုလည်းချော့ခဲမစီရလည်းအမှန်ရလုပ်ရမယ်မမိုးကကွန်ပျူတာသမားဆိုတော့ IT ပစ္စည်းဆိုရင်သဘောကျနိုင်တယ်လို့စဉ်းစားမိရကြောင်း36လမ်းရှိတက်ခနိုတန်းဆိုင်ကိုဝင်ခဲ့လိုက်တယ်ပစ္စည်းရှောက်ခြင်းက laptop ထားရစီအကြီးအရောက်သွားတယ် laptop ပဲဝယ်ပေးလိုက်ရမလားတော့ကြာဈေးရန်ကြီးရဝယ်ပေးရဆိုပြီးထက်စီဆိုးသွားမလားlaptop ရလို့စိတ်ဆိုးရသူတော့ရှေ့မဲ့မထင်မအောင်လို့တွေးပြီးဝယ်လာခဲ့လိုက်တယ်။အရောက်တာနဲ့ဆိုးဆိုးကစပပိုးမျက်နှာလေးနဲ့စီးကြုံနေလျော့တယ်။အကွာလေဒီနေ့စောစောပြန်လာပါမင်းမုံမွေးနေအမေတို့အိမ်သွားမယ်ပြောထားတာကိုစောစောလေးပြန်မလာဘူး။တကယ်ပဲသူများပြောရင်အလေးနဲ့ကိုမထားဘူး။ host တော့အလောက်ကစောပြန်လာပါရဲ့ဗျာ။ဝင်းနေလက်ဆောင်ဝင်နေလို့နောက်ကျနေရဒီမှာမမိုးအတွက်ဝင်းနေလက်ဆောင် laptop မြင်လိုက်တာနဲ့မိမမျက်နှာကဝန်းပါသွားပြီးပေါက်ချောက်လဲမြင်ရောမျက်နှာလေးညှိုးသွားပြန်တယ်။ဒါတော့ဈေးအများလွန်ပါတယ်ကိုရဲ့မမိုးတဲ့တလောက်ကြီးကြောင့်လက်ခံမယ်မထင်ဘူး။နောက်မှတခြားတခုခုဝယ်ပေးလိုက်ပါ။အခုတော့စိုးဝယ်ထားတဲ့ကိမုန်းနဲ့ပဲချော့လိုက်ပါမယ်။ဆွဆွရဲ့ပကုံးလေးနှစ်ဖက်ကိုမင်းကလက်နှစ်ဖက်နဲ့ကင်ပြီးညနေချင်းဆိုင်ရက်လိုက်ကဆွဆွနဲ့အကိုဘာတော့လဲ။လေမယာအဲ့ဒါမမင်းနဲ့အကိုရှိုင်းပတ်ဆောင်ဆွဆွသုံးခွင့်ရှိတယ်။လောင်းကစားလောက်တာဖဲ့ရိုက်တာအလက်အသက်သုံးဖြိုးနေရမျိုးမဟုတ်ဘူးဆိုရင်ဆွဆွကြိုက်တာတော့အကိုကြည့်ပြတယ်။ကဲအခုသဘောထားပြောပြပြီဆိုတော့အခုအကိုမေးတော်မှန်မှန်ပြေဆွဆွညီမကိုဒီ laptop တကယ်ပဲမပေးချင်ဘူးလားပြောအခုစကားကြောင့်ဆူဆူမျက်ရည်ဝယ်ရတယ်။ဘယ်နဲ့ပြောလိုက်ပါလေပြီးကျင်တာပေါ့။သူ့လောက်ကပေးထားတဲ့ laptop အစုပ်တွေကဟန်းနေလို့ဆက်လေးလို့အလိုလိုမကောင်းကြောင်းမမိုးညီရဲ့အခါတိုင်းကိုညမတွေဝယ်ပေးကျင်တာပေါ့။သူ့ဝယ်ပေးမဲ့ကျန်လိုက်အိမ်မှာငွေကုန်စရာကိစ္စပေါ်လာလိုက်မဝယ်ပေးဖြစ်လိုက်နဲ့တန်တရားလည်းနေခဲ့တာ။အခုလိုပေးလို့ရတယ်ဆိုရင်တော့ပေးကျင်တာပေါ့။ဒါဆိုပေးလိုက်စိတ်ဖြောင်းဖြောင်းနဲ့ပေးလိုက်သူ့ကိုလည်းစိတ်ဖြောင်းဖြောင်းနဲ့ယူပါလို့ကိုယ်သစိမ်းလို့မတတ်မှတ်ပဲမိသားစုဝင်လို့တတ်မှတ်တယ်ဆိုရင်ယူပါလို့ပြောပြီးပေးလိုက်ဟုတ်ပြီလားအခုမှညနာလေးကပြန်ကြည့်လဲလာကလူရှိပြလျက်အဲ့လိုဆိုမိမိုးစာကျေးဇူးအများကြီးတင်ပါတယ်တဲ့မင်းခန့်နှခန့်အောင်လက်ညှိုးထိုးပြလိုက်ပြီးကျေးဇူးကအလကားတင်လို့ရမလားပြန်ဆက်ရမှာပေါ့ခုလက်ငင်းဆက်တော့မဝင်အချိန်နဲ့အမျှအတိုးတက်မှာစိုးစိုးသူ့ပြောကြောင့်ကောင်းလေးမောကချစ်စပွဲရေးလိုက်ပြီးမှတမျက်နှာလက်နက်ဖက်နဲ့အုပ်ကန်လိုက်ပြီးအိုးဒီရလေအကျွေးရှင်မနေတက်တဲ့အမျိုးတွေရပါနော်ကဲအကျွေးလေးအခြေဆက်ချင်လို့လာပါအောင်ဒီကိုအကျေးဆက်တဲ့အနန်းတွေကိုမင်းခန့်ရင်မိုးစားတာယာနေလိုက်တယ်။နန်းနေရာချင်းတစ်ခုတည်ရောက်လာပြီးမှအသက်ရှူမသွားတော့တာကြောင့်အနန်းတွေကိုရပ်တန့်ပေးဖို့အကိုရံဘက်ကိုပုတ်ပြီးဆူဆူအချက်ပြပေးမယ်။မတိကြအောင်ဆောင်ပြီးဆက်နန်းနေတရားမို့အကိုရဲ့အောင်နှခမ်းသားထူထူလေးကိုဆူဆူရဲ့သစဲလေးနဲ့ကြိုက်ချလိုက်တော့တယ်။ကြည့်စမ်းပေါက်သွားပြီ။တွေ့လားဒီမှာတွေ့အကိုကသူ့နှခမ်းမှာဆုံနေတဲ့သေးစားလေးတွေကိုလက်နဲ့တို့ပြပြီးမျက်မှောင်ကြီးကျုံနေရကြောင်းအဲ့အကျွေးရကျင်းနေပြီမတရားအပိုးထပ်ယူနေလို့ပြန်နှုတ်လိုက်တာဟင်းကဲယောက်ျားအထုတ်ယူခဲ့လိုက်တော့မိမတို့အမေအိမ်ကိုသွားကြရအောင်မချိုမချင်းရုပ်လေးနဲ့လူအသေးအောင်လုပ်ပြီးအခန်းပြုတ်ပြည့်ထွက်သွားမှုဒီခွေးမလေးတော့ညကြမှာသိမယ်ကျုံဝလိုက်ပြီးလက်ဆောင်ထုတ်ကိုပိုက်ကမိမနောက်ကအပြေးလိုက်ရပါတော့တယ်ဆိုးဆိုးအိမ်ရောက်တော့အမေကသမီးရောသမက်ပါလာကြောင်းအတော့ကိုပြောနေပုံရတယ်မင်းခန့်လည်းဆိုးဆိုးမရခင်ကတော့ဒီစာခဏခဏလာဖြစ်ပေမဲ့အခုကျတော့မင်္ဂလာစာမီတွေကမရဖြစ်တာတွေးပြီးတော့မျက်နှာပူရပြန်တယ်အင်ပေါ်ရောက်တာနဲ့ဆိုဆိုကသူညီမလက်ကိုဆွဲက laptop ပေးဖို့အခန်းထဲတန်းဝင်သွားမှုမင်းခန့်အမေနဲ့စကားထိုင်ပြောနေလိုက်တယ်။မိမိုးကမယူပါဘူးညနာကြောင့်လင်မယားနဲ့အပေါအောင်ပြောပြီးပြီးခဲ့ရသေးတယ်။မင်းငယ်ရေငါ့ကိုသွားပြီဟဲ့
ပြုံးရွှင်စွာထွက်သားကြတဲ့ကိုလက်တို့လေးမြောက်ကြည့်ပြီးမင်းငယ်နှခမ်းလေးကသူ့လိုမဲကြားသွားလေကိုကြတော့မဖို့ခဏတောင်းတလေးပါလေးပြောပြီးတော့သူ့ခင်မကြတော့မွေးနေ့လက်ဆောင်လက်တော့ဝေးပြီးပြောလိုက်ရင်မနာလို့ပြောရင်ဖြစ်အောင်မယ်အခုတလို့အိမ်မနေရတာမင်းငယ်မပြောပါအရင်ကအိမ်မှာပွမ်မဲ့သူဆိုလို့ကိုလက်တယောက်သားရှိအဲ့ဒါလေညနေသူ့အလုပ်ပြန်လာချိန်ခဏလေးပဲပွမ်နိုင်တာအခုတော့မမဆိုရဲ့မေလုံးကိုပွားစီနဲ့ပြောနေတဲ့တန်ကတနေ့ကုန်မပြီးတော့ဘူးမမကြီးကတမယောက်မတွေတင်းမြတ်နေပြဿနာမတက်စင်းနေဆိုလို့မင်းငယ်ပြဿနာမဖြစ်အောင်မမဆိုနဲ့ခက်ခွာပဲနေတယ်တင်းနဲ့မသွားတဲ့နေ့တွေဆိုရင်ကိုခန်းထဲမှာပဲကိုနေလိုက်တယ်အပြုံမထွက်ဘူးဒါပေမဲ့လည်းတချို့ပြဿနာတွေကကိုမခေါ်လဲသူ့လိုရောက်လာတတ်ကြပါတယ်အမလီဖျားမီတာကားတွေကဘလောက်တောင်ကြာရတယ်လဲမီလုံးရဲ့အရင်လတွေက3000ကျော်4000မှာခုလာ6000တောင်စိုးနေသေးတယ်မီတာများမှားဖက်သွားလားကြည့်ပါဦးမမဆိုဒီလားစားပြီးမီတာကားတွေတက်သွားပြီးယူနစ်များလေးနှုတ်ထားမြက်လေးတဲ့အကုန်တက်နေတော့ပါပဲလားတနေ့မတက်တာဆိုလို့စိတ်တက်တွေပဲကြံတော့တယ်မဖြစ်ဘူးဒီနေ့ကစပြီးမီးသုံးတာရှော့ချရမယ်လူမရှိတဲ့အချိန်အကောမဖွင့်ထားရအောင်မီးကြောင်းလေးလူရှိတဲ့နေရာပဲထွားရမယ်ကြားလာမီလုံးမမဆိုရဲ့ဩဝါဒတွေကိုအခန်းထဲကနေပြီးမင်းငယ်အကုန်ကြားပေမဲ့နှာခေါင်းရှုပ်လိုက်မိအဲ့လိုအပိုးရလို့စိတ်ညက်တာမိကြောင်တစ်ချောင်းနှစ်ချောင်းပို့ထုံးတော့ရောဘလောက်ကုံသွားမှမို့လို့လေမပြောချင်ဘူး over တင်နေမင်းငယ်ညီမလေးနောက်ဖျားထွက်လာရင်မေးပိတ်ခဲ့နော်မမဆိုလှမ်းပြောအားကြပေမဲ့လေမိကိုတမင်မပိတ်ပဲထားခဲ့လိုက်တယ်ညဘက်အိမ်ကြီးကမှောင်မဲနေမနေတက်လို့မပိတ်တော့ဘူးမဆိုမင်းငယ်ကလင်းကျင်းနေမှကြိုက်တာမော်ကုတ်နဲ့ဆိုမကြိုက်ဘူးဟုတ်ပါပြီမဆိုးကလည်းတိန်လုံးအမောင်ချခိုင်းတာမှမဟုတ်တာလူရှိနေတဲ့နေရာလင်းနေအောင်ထုံးမရှိတဲ့နေရာတော့ပိတ်ပေါ်မင်းငယ်ရဲ့ပြီးတော့အဲကွန်လေမင်းငယ်အဲကမ်းမှမနေပဲအခန်းထဲဝင်တဲ့အချိန်ဆိုရင်ပြန်ပိတ်ခဲ့နော်မဟုတ်ရင်မီတာကားတွေမတရားကြတာဟာတကယ်စားတယ်အဲ့မီတာကားလောက်တော့ကိုလက်ရှာနိုင်ပါတယ်မမဆိုရကောင်းပြောနေရကိုမချင်မငံပြန်ပြောတော့ဆူလေတော်သားထွက်သွားရတယ်ရှာနိုင်မှန်းတော့သိအောင်ပေါ့ဒါပေမဲ့အကိုပင်မရှာထားရင်ငွေတွေအလားတမကုန်ရအောင်မဆိုးကပြောနေအောင်ပတ်စံရှာတာပင်မနေလို့ဘသူကပြောရလဲကိုလက်ကပြောရလားမင်းငယ်တော့အဲ့လိုမျိုးကိုလက်ပြောတာတခါမှမကြားဘူးမပင်မဟုတ်ထင်ရင်မင်းငယ်ကိုယ်တိုင်ထွက်ရှာကြည့်ပါလားပင်မလားမပင်မလားတည်သွားတာပေါ့မင်းเจ้าလေးမပိတ်တာနဲ့ပဲမမဆိုတာမင်းငယ်ကိုပတ်စံထမ်းရှားစေခြင်းရလားဟုတ်လားတယောက်တစ်ခွန်းပြောရင်ကအတန်တွေကတဖြည်းဖြည်းကျလာကအော်ပြောသလိုဖြစ်လာကြတယ်ကိုရောင်ပိတ်စင်းစိတ်ချမှုပစ္စည်းစင်းနေခိုင်မခိုင်ပြန်တိုက်နေရလို့လူရောစိတ်ရောပင်ပန်းပြီးပြန်လာတဲ့အချိန်အေပေါ်မာတွေကကြားနေရတဲ့တန်တွေကြောင့်မင်းခန့်စိတ်ပြတ်သွားရတယ်။ညလုံးတိတ်ဆန်မရှက်ကြဘူးလား။အော်ကြီးဟစ်ကျင်နဲ့နု့တန်တွေအပြားနေအောင်ကြားတယ်။ဘာဖြစ်နေကြလဲ။ကိုလက်မိမပေါ့လူမီးပပိတ်လို့အဲကွန်မပိတ်လို့ဆိုပြီးပြဿနာရှာနေတယ်။တစ်တလုံးဒီလိုပဲနေလာတာ။အခုမှမီတာကားတက်တာနဲ့ပဲမိငယ်အပြန်ထွက်ပတ်စံရှားမလို့ဖြစ်နေပြီ။မိငယ်ကအရင်ဦးအောင်တိုင်းသလိုပြောတော့အကွာဆိုးတစ်ချက်ကြည့်လာတယ်။ဆိုးဘာမှပြန်ပြောပဲညင်နေလိုက်တော့အကွာမင်းငယ်ကိုကြည့်ပြီးဖွင့်ရမယ်မိဖွင့်ပိတ်ရမယ်မိပိတ်တစောင်းနိုင်မိထုံးပွဲလို့တိန်လုံးထိန်ကြီးမလုံနဲ့ပေါ့ပြောရနာကြလားပြည့်နေအကြည့်ကိုအဲ့လိုပြန်ပြောတာငါမကြိုက်ဘူးဆိုးအခုတောင်းမှန်လိုက်မင်းငယ်ကနှက်ခမ်းလေးမဲကမျက်လုံးအားဆိုးမကြည့်ပဲတခြားနေရာကိုကြည့်လွှဲပြီးစိတ်မပါလပါတန်နဲ့မဆိုပြန်ပြောမိရတောင်းမှန်ပါတယ်မင်းငယ်ကိုစူပြီးရနဲ့အကွာဆိုးစိတ်ဖြတ်တယ်လို့ကြည့်ကဆိုးမင်းလည်းပါမဟုတ်တဲ့ကိစ္စလေးနဲ့ပူညာမလုပ်နဲ့ပင်ပန်းအလုံးလုပ်ပြီးအိမ်ပြန်လာတယ်အမောင်းပြေတဲ့ပြင်အမောင်းအောင်ဆိုတယ်အခုငါခေါင်းနေကြိုက်နေတယ်နိုင်ပိုင်းနေကျင်တယ်ကိုလက်ကမင်းငယ်ကိုဆိုတဲ့ပြင်မမဆိုပါငေါလိုက်တော့အော်သွားရတယ်ဒါအိမ်အောင်ကြပြီးမှပထမဆုံးချိန်ကိုလက်ကသူမိမအောင်ဆူခြင်းပဲဆိုးခုပြောနေရကသူတို့မောင်နှမအတွက်ဘာမှမဟုတ်တဲ့ကိစ္စပေါ့မင်းငယ်ကကလေးမမသိတတ်ရတာအကွာဘာလို့ပြောလိုက်တာလဲဘာမဟုတ်တဲ့ကိစ္စလေးကိုဆိုးအကျဲချဲပြီးပြဿနာရှာနေမိရလားကိုမတော်ကိုယောက်ျားပင်မမန်းရှာထိုင်းဝင်တပြားတစ်ချက်တောင်အလတ်တမကောအောင်စေတနာထားပြီးစီစစ်နဲ့သုံးလိုက်ဆွဲလိုက်ရတာအခုတော့ငွေရှာနိုင်သူကြီးအတွက်မလို့အတွေ့စေတနာတွေစိုးထားခဲ့မိရဲ့ထင်ပါရဲ့ဒီလောက်နာအေးခြင်းနဲ့လို့မျက်စိပါအေးသွားရအောင်ရှောင်ပြဲအနေနဲ့သူရေချိုးနေတော့စိုးအမေအင်ကိုထွက်လာခဲ့လိုက်တယ်မဲခန့်ရေချိုးပြီးထွက်လာတော့အရင်တို့အပြင်မှာအစင်းသေးစောင့်နေတတ်တဲ့မိမအခန်းထဲမှာရှင်းမနေဂရေမော်တင်ထားပြီးခဲ့တဲ့အဝတ်တွေကိုယူဝဲလိုက်ပြီးမိဖို့ကြောင်သွားကြည့်တော့စိုးမတွေ့ပဲမိလုံးတယောက်တည်းရှိနေတယ်ကိုလက်ထမင်းစားရမလားစားမယ်ဆိုခူးလိုက်တော့မယ်နေမရောဘယ်မှလဲမတွေ့ပါလားမမဆိုလားသူ့မေးသွားတယ်ကိုလက်တို့ထမင်းစားရင်ပြင်ပေးဖို့မိလုံးမှားသွားတယ်မပြင်းနဲ့အောင်ငါမစားသေးဘူးမဲခန့်အဲကန်းအခေါ်မှထားလိုက်ပြီးစိုးစီဖုန်းခေါ်လိုက်တယ်ဖုန်းဝင်သွားပြီမဲ့တစ်ဖက်ကမကင်တာကြောင့်ဇက်တိုက်ခေါ်တော့၃ချိန်များမှဖုန်းကင်တယ်ဘာလို့ဖုန်းမကင်တာလဲမင်းနေအောင်ပြန်ပြေးပဲငြင်းပြီးနားထောင်နေရကြောင်းပြန်မလာသေးဘူးလားမိုးရွာနေပြီမလာသေးဘူးထိလဲပါမလာဘူး
အမေတို့နဲ့ TV တူကြည့်ပြီးမှပြန်လာမယ်သူပြောချင်တာပြောပြီးဖုန်းချသွားတော့မင်းခန့်မှာဘာမှပြန်မပြောလိုက်ရတစိမ့်စိမ့်ရွာနေရမိုးတွေကိုတစ်ချက်ကြည့်လိုက်ပြီးမင်းခန့်မတက်ထားရလိုက်တယ်အဲ့နောက်ထိတစ်ချောင်းယူလို့မိမကိုခေါ်ဖို့ထွက်လာလိုက်တယ်သူဆိုးဆိုးတို့အိမ်ရောက်တော့သူတို့သားမီးတွေက TV ကြည့်နေကြမှုမင်းခန့်နဲ့ဆိုးဆိုးဘေးမှာကတ်ထိုင်းလိုက်ပြီးလေတံခတ်တိုးတိုးနဲ့ကြံကြရအောင်ပြောတော့ဆိုးဆိုးသူ့ဘက်ကိုတစ်ချက်လဲမကြည့်ပဲ TV ကိုသာကြည့်ပြီးဇလန့်မပြီးသေးဘူးပြန်ကျင်ကိုဘာသာကိုပြန်ဆိုးဆိုးတို့အကဲခန့်နေအမေကမနေတော့ပဲဟဲ့မီဆိုတောင်းတော့ခေါ်ရင်လည်းပြန်တော့ဇလန့်ကိုနေအရာမှာဆက်ကြည့်သွားအခုပြန်မိုးတီထက်မသေးခင်စိတ်မပြေသေးပဲပြန်လိုက်လာရမှုဆိုးဆိုးချစ်တော့တယ်ထီရပါလို့တစ်ချောင်းနဲ့ယူလာရတယ်ဟဲ့အင်္ဂါထီယူသွားလေအမေကဝင်ပြောတော့မင်းခန့်တဲ့တစ်ဖက်ကထီကိုကင်ထားပြီးကျန်တစ်ဖက်ကဆိုးဆိုးရဲ့ပကုံးလေးကိုဆွဲဖက်လိုက်ကရရဲ့မေမယူတော့ဘူးတစ်ချောင်းနဲ့ဖြစ်တယ်မိုးလည်းအရင်မသေးဘူးဆိုတော့ပိုင်စိုးပိုင်နေနဲ့ဖတ်ထားတဲ့လက်ကိုခွာချဖို့ပြန်လိုက်တော့အကွာလှုပ်မပြေးပြင်ပိုတိုးလို့တော့မှတိုးဖက်ပြီးခတ်တင်းနဲ့ဖက်လိုက်တာမို့ဆွဆွဲမျက်နှာလေးကအကိုရင်ခွင်မှာကတ်သွားရတယ်။ကိုဘတ်တိုးလေးကြည့်ပခုံးလေးမိုးစို့ကုန်ပြီ။တရံလုံးထိကင်ထားတဲ့အကိုလက်ချောင်းလက်ပမိုးတွေကိုကြည့်လိုက်ရေချိုးပြီးစားမှုစက်ပြာနန်းနဲ့ရောထွေးနေတဲ့အကိုကိုနန်းတွေကိုခိုးရှုလိုက်နဲ့ဆွဆွခြေလန်းမလို့မှန်မှန်မသိအင်ကိုပါလာရတယ်။အင်းမြရောက်တာနဲ့ဆွဆွရဲ့ပူညာအတန်လေးရထွက်လာတယ်။အကိုအင်းကြီးလေဟာမလဲတော့ဦးရတယ်တိတ်လည်းမဆိုပါဘူးခုဘိုက်ကစားနေပြီထမင်းဝဲပြန်ခိုင်းလိုက်တော့စားကြရအောင်မရပါဘူးလဲဆိုလဲတစိုးရည်ဆိုနဲ့ကြကြနေအေးပတ်မယ်စပင်နေလဲဆိုနေကောင်းအောင်ချောင်းလုပ်လိုက်အောင်တပတ်နဲ့တစ်ချက်နှစ်ချက်တုပ်ပြီးထွက်မလာနဲ့နော်တေချာဒရိုင်ယာနဲ့ချောင်းအောင်မှုတ်ကြလားနိုင်ပိုင်းနေခြင်းနဲ့ပြောခဲ့ပေမဲ့ဒီပွားစီပြောနေအတန်လေးကိုမကြရရင်ခဏလေးအောင်မနေနိုင်တော့မှကိုတရေထားလိုက်ပြီးတော့မင်းခံပြုံးမိသွားရတယ်မေလုံးရေထမင်းဝိုင်းပြေမင်းငယ်ကိုရောခေါ်ပြီးပြီလားခေါ်ရမမဆိုမစားတော့ဘူးပြောတယ်ခလေးနဲ့တော့အပြိုင်စိတ်မလုံနိုင်တာကြောင့်မင်းငယ်ကိုထမင်းစားဖို့ဆိုးဆိုးကိုယ်တိုင်ပဲသွားခေါ်လိုက်တယ်မင်းငယ်ရေထမင်းစားရအောင်ဟဲ့မစားတော့ဘူးလာပါမင်းငယ်ရဲ့ဟင်းရမင်းငယ်ကြကျုပ်ကိုမဆလာလေးအုပ်ပြီးချက်ထားတာအခုမစားရင်ညနေကျစားနေလိမ့်မယ်ထမင်းမစားခြင်းလေတည့်တီးလေးပဲဖြစ်လာစားလာမမဆိုတာချောတယ်လို့ပြောနေရောမင်းငယ်ကောင်းအောင်မော့နှကောင်တနေ့စိတ်ကနေလိုက်တယ်ဘာလဲခုနမဆိုးပြောရတယ်ကိုစိတ်ဆိုးတော့လားဟုတ်လားကဲမဆိုးကလည်းမင်းငယ်ကိုပြောမိရအတွက်တောင်းပန်နေကျင်းတော့လာပါခလေးကလိမ့်မပါတယ်မင်းငယ်လက်ကိုဆဲပြီးထမင်းစားကန်ကိုသွားနေတဲ့မမဆိုးချင်းကမင်းငယ်ရင်တဲ့ကျင်းတဲ့လို့ခန်းစားနေရတယ်မင်းငယ်ကအချောကြိုက်သူမို့အော်ပြီးပြောရတဲ့ချော်ပြီးပြောရကိုပုံနာဝင်နေလေအိမ်နေရသူတို့တခြားရက်တွေထက်ထမင်းစားနောက်ကြခဲ့ကြတယ်ညနေရဖြစ်ခဲ့တဲ့ပြိပခလေးကရွာချနေရမိုးရီတွေနဲ့အတူပါသွားသလားထင်ရတယ်အပြင်မှာမိုးရီရွာနေစေဖြစ်ပေမဲ့အင်တွင်းရာသီဥတုတွေကတော့ပြန်လဲလို့တရားကြည်လင်သွားပြီဖြစ်တယ်ထမင်းဝိုင်းတရားထုံးစံအတိုင်းဆိုဆွေရဲ့စကားတန်လေးနဲ့အသက်ဝင်နေခဲ့တယ်စကားကြီးပြောနေရဲ့မမဆိုရဲ့ပြုံးမနာထောင်နေရဲ့ကိုလက်ရဲ့အငွေတထောင်ထောင်ထနေရဲ့ထမင်းဝိုင်းရဲ့ကိုငေးကြည့်နေရဲ့မင်းငယ်မျက်နှာအထက်မှာလေအပြုံနုနုလေးတစ်ခုရှိနေခဲ့တယ်အိမ်နေရာထူးဆန်းစွာနဲ့မမဆိုရဲ့စကားတန်တွေကိုနားပူတယ်လို့မထင်မိပဲမင်းငယ်ရှင်တဲ့နှွေးထွေးနေလေကာမတ်တိုင်မှာရက်လိုက်တာနဲ့တက်လာကြတဲ့လူကိုကြည့်ပြီးမင်းငယ်စိတ်ညစ်သွားရတယ်ဒီနေ့ဒီဇိုင်နာတင်နန်းကဒီချာသွားစရာရှိလို့အတန်းကျုံနောက်ရွှေ့လိုက်တာမို့အရာနေလေတက်နေကြတင်နန်းကညနေပဲပြောင်းသွားတယ်ခိုင်းတင်နန်းသွားကလူရှင်းစိတ်မှုဘတ်စကားချောင်းပြီးနေရာအမြဲရတယ်ဒီနေ့ရောတင်နန်းဆင်းချိန်ကရုံစင်းချိန်နဲ့ကွက်တီမှုကားကြလိုက်ပုံများကခြေချဖို့တော့နေရာမရှိကားလူကျက်လို့လှုပ်မြဖြစ်နေရတဲ့အထိန်အနောက်ကအတင်းကပ်ပြီးထောင်နှဲလုံနေတဲ့နှောက်ပူကြီးကြောင့်ရှက်ကြောက်တာလန့်တာဒေါသထွက်တာအလုံးပေါင်းပြီးမျက်နှာလေးကနေရတက်လာတယ်နဖူးဆက်ဆန်တွေကြားကနေချွေးစလေးစီကြနေပေမဲ့လည်းတုပ်ဖို့နေတတ်တာလူဟာကြောက်ရွံ့တရုပ်လိုမလုပ်ရအောင်ဖြစ်နေနည်းနည်းလှုပ်လိုက်တာနဲ့အနောက်ကလူကပိုတိုးကတ်ကအသားယူနေရကြောင်းလူမအသက်ပင်ရဲမရှူရဲတော့တတညိုကားပေါ်တလားကလေးကမမိုးတွေးလိုက်တယ်သူကတော့ကားနောက်ပိုင်းကခုံမထိုင်နေတဲ့မမိုးတွေးဟန်မတူလန်ခေါ်ဖို့ကလည်းခက်လန်းလန်းမှရှိနေရမှုစင်းမပဲနှုတ်ဆက်လိုက်မယ်လို့တွေးလိုက်တယ်တဖြည်းဖြည်းနဲ့ကားလူရမ်းများပြီးကြက်နေချိန်ဟိုကောင်မလေးကိုလူတယောက်ကအတဲကတ်နေရမြင်လိုက်တော့ကပန်းနိုင်များလာလို့စိုးရင်သွားရတယ်တဖြည်းဖြည်းနဲ့မဆိုးရမလေးရဲ့မျက်နှာကငုံမလို့ဖြစ်လာတော့မမိုးတော့ပေါက်လိုက်ပြီးဒါကြောင့်ချက်ချင်းခေါင်းကနေထားရလိုက်ကမင်းငယ်စီသွားဖို့ပြန်လိုက်တယ်လူရန်ကြက်နေရကြောင့်မနေတူပြီးသွားနေရကြောင့်တော်တော်နဲ့မရွေ့တိုးသွားနေငါလှမ်းကြည့်လိုက်တော့နောက်ဘိုးကောင်ကအတင်ရဲကမင်းငယ်လေးပဲနာသူကောင်းငုံလို့နှာခေါင်းတရှုံရှုံလှုပ်ရင်အသားယူနေရတွေ့လိုက်တော့မမိုးနှုတ်ကမင်းငယ်နာမည်ကိုလိုလိုခေါ်မိသွားရတယ်မင်းငယ်ကိုနာမည်ကိုတစုံတယောက်ခေါ်ရခရတာဒီလောက်ဝမ်းသာဖို့ကောင်းမှန်းမင်းငယ်မသိခဲ့အတန်လာရဘက်ကိုခေါင်းလေးငဲကြည့်လိုက်တော့မမဆွေရဲ့ညမမိုး
ပုံမှန်ချိန်သားဆိုရင်အခုလိုပဲစကားပေါ်မှာမမိုးတွေ့ရင်နှုတ်ဆက်မဲ့အစားမမြင်ကြအောင်စောင့်ပြီးနေလိုက်မှဖြစ်ပေမဲ့ခုချိန်မှာမမိုးကမင်းငယ်အတွက်ကောက်ရုပ်တမြင်မှုမျက်ရည်ဝေနေတဲ့မျက်လုံးတွေနဲ့အာကိုတကြီးလှမ်းကြည့်ကအတန်တိတ်အကူကြီးတောင်းနေမိအိမ်လူကအရန်ကြက်နေရမှုကာနာဖက်ကနေမင်းငယ်ရှိနေတဲ့နေရာကိုမနေတိုးလို့သွားနေရတယ်တချို့ခီးတဲ့ရဲ့မကြင်မနဲ့ဆောင်းမြောင်ပြောတတ်နေရလေမမိုးတလန်းတိုးတိုင်းတစ်ခါထွက်လာကြတယ်ဟာဘလို့ဖြစ်လို့အဲ့လောက်တိုးနေတယ်စဉ်းမမလို့လားမစင်အရန်မတိုးနဲ့လေဒီဘက်ကိုဘာလို့တိုးနေလဲဒီမှာရက်စရာနေရာမရှိတော့ဘူးအမလီကကြက်ပါရေးဆိုမှမိတ်ဆွေလာတွေ့နေကြတယ်မပြောချင်ဘူးမင်းငယ်နာမမိုးရောက်သားနဲ့မင်းငယ်ကမမိုးလို့ခေါ်ကလက်ကိုအကူတကြီးဖမ်းဆုပ်လာတယ်အေးဆက်နေတဲ့မင်းငယ်လက်ကလေးကိုမမိုးတင်းတင်းကလေးပြန်ဆုပ်ကင်ပေးလိုက်ပြီးလက်မကင်ထားတဲ့အထီကိုမတိမသားကြွလို့နာဘူးရဲ့ချစ်ပမိုးတက်တဲ့ကိုချိန်လို့အားနဲ့ဆောင်းချလိုက်တော့တယ်အားလို့ဒင်းအွန်လိုင်းတန်ကတကားလုံးထဲကြည့်ရလောက်အောင်ကြည့်ရမှုတော်တော်နာသွားပုံရတယ်မိမိုးကိုမျက်လုံးစိမ့်ကြည့်နေလာကြည့်ရခါမမိုးကလည်းမိတောင်နေတဲ့မျက်လုံးတွေနဲ့ပြန်ကြည့်ပေးလိုက်တယ်အဲ့တော့မှမင်းငယ်နာခွာပြီးတစ်ဖက်ကိုရွှေ့သွားရတယ်ဆရာမမှတ်တမ်းရောက်တဲ့အထိမင်းငယ်ပခုံးလေးကိုလက်နဲ့ဆုပ်ကင်ထားရင်မမိုးအတန်တိတ်အားပေးနေခဲ့တယ်မဆိုးရီမမိုးရဲ့ခေါ်တဲ့နဲ့တူအိမ်ထဲကိုမင်းငယ်နဲ့မမိုးနှစ်ယောက်တူတူဝင်လာကြတယ်ဟမ်မမိုးပါလာလားဘယ်ကဘလို့ပါလာလဲမင်းငယ်နဲ့လမ်းမဆုံလာလားဟုတ်လားမမိုးကမင်းငယ်ကိုတွဲခေါ်လို့ခေါ်မထိုင်လိုက်ပြီးမှစကားနောက်မှပြောမဆိုအရင်ဆုံးသူ့ကိုရေးတိုက်လိုက်အောင်ကောက်ပေါ်မှာနှာဘူးနဲ့တွေ့လာလို့လက်နေရမပြေသေးဘူးရှင်နေတုံနေရဲဆိုလို့မိုးစိမ့်မချရနဲ့အင်တီလိုက်ပို့ပေးရမမိုးစကားကြမှာဆူဆူမီလုံးရက်ခတ်ခံလိုက်ပြီးမင်းငယ်ပြီးဆွေရင်တကြီးဝင်ထိုင်ကလက်ကလေးတို့ကင်ကြည့်လိုက်တော့အေးဆက်နေရမှုစိတ်ပူသွားရတယ်ဟဲလက်ဖြောင်းကြီးအေးဆက်နေရပဲတားနန်သွားရတဲ့နေခုဘလို့နေသေးလဲရေတုံနေတုံလားသွေးစေးတော့မလားဖြစ်မှဖြစ်ရလေမင်းငယ်အေးနင်းနေတွေ့လို့တော်သေးရပေါ့မိုးရဲ့မင်းငယ်ကိုအိမ်ထိလိုက်ပို့ပေးရကျေးဇူးပဲဟဲ့ရပါတယ်မင်းငယ်ကိုတာကျူဆိုင်လိုက်သူတော်တော်လက်သွားတာအဲ့ဆိုမိုးပြန်တော့မယ်တော့ကြအမေစိတ်ပူနေမှာဆိုလို့အစိုးရအကောင်းနေနဲ့ဘယ်နေရာစားလို့မင်းရဲ့တယောက်ဆူဆူညင်မပေါ်တဖြည်းဖြည်းနဲ့အမြင်ကြည်လင်လာပါတော့တယ်မမဆိုရေမမဆိုဆူဆူရေချိုးပြီးလို့တနခါသွင်းနေတော့မင်းငယ်တယောက်လိုတကြကြောခေါ်ပြီးအခန်းထဲဝင်လာမှုဟေးဘာလို့မင်းငယ်ရဲ့ဒီမှာမဆိုတနခါလူးနေရဲ့ခဏလေးဆောင်တနခါမလိမ့်နဲ့မင်းငယ်မိတ်ကက်ကျူတူရဲ့တခုကြည့်ပြီးတော့စမ်းကြည့်ခြင်းလို့အခုတလော YouTube ကမိတ်ကက်လေးနဲ့ဗီဒီယိုကြည့်ပြီးလိုက်လင်းရကိုမင်းငယ်တက်ကြနေတယ်သူ့ကိုယ်သူလဲယုံသားမကမေလုံးနဲ့ဆဆပါအလိုမပေးအားကြောင့်သူ့ရဲ့အစမ်းတက်ခံနေဖြစ်ဖြစ်သွားရတယ်မလို့ပါနဲ့မင်းငယ်ရဲ့အကွာအဲ့လိုပြန်ထားရင်ကြိုက်တာမဟုတ်ဘူးတနခါပဲလူပြားစီခဏနေအကိုပြန်လာတော့မယ်အမလီမမဆိုများမပြောချင်ဘူးအကိုထိတ်ထားဆန်တော့လောက်ပါတစ်ခေါက်ကတပမဆန်ဆန်လေးနှစ်ထွဲလွတ်လေးလင်းကြည့်မှာပါဆိုကိုလက်ငေးသွားစီရမယ်လို့အမခံနေလောက်ပါလိမ့်မိမယ်နော်လို့မမဆို please အလားပြင်အားကိုမကြိုက်တဲ့မိန်းကလေးမရှိအောင်မို့ဆူဆူမျက်နှာကိုမင်းငယ်လက်ကိုထိုးအပ်လိုက်တော့တယ်အလားပြင်ပြီးတော့နှစ်ယောက်စလုံးပြန်ထားကိုကြည့်ပြီးသဘောကျနေကြတယ်မင်းငယ်တစ်ခေါက်လိမ့်ပြရအောင်မဆိုးပို့သဘောကျရသေးလားမသိရင်ဘာမှမလိမ့်ထားသလိုပဲပပကြည့်လေးဒါပဲလေမင်းငယ်ကိုလက်နဲ့ထိလှသွားစီရမယ်ဒါပေမဲ့မဆိုးဝတ်ထားတဲ့ spec အင်ဂျီချင်းတွေကမိတ်ကပ်နဲ့မလိုက်ဘူးဖြစ်နေတယ်အင်ဂျီပါလဲလိုက်ဟဲ့ညဘက်ရောက်နေပြီဂျဘိုးရှိုးပြဖြစ်နေမှာပေါ့မင်းငယ်ရဲ့တော်ပါပြီမလဲတော့ဘူးလဲပါဆိုနေအောင်မင်းငယ်ချုပ်ထားတဲ့ flower dress လေးနဲ့ဆိုရင်လိုက်သွားမှာတောက်ယူလိုက်အောင်မယ်ဒီလိုနဲ့ပဲရောင်းမလို့သူကောင်းစားချေဆောင်သူစိတ်ကြိုက်ပြင်နေလိုက်တာအကိုပြောင်းလာခြင်းအထိမပြီးနိုင်အကိုပြောင်းပြီးကားတန်ကြတယ်တော်ပြီမင်းငယ်ဖဲတော့မဆိုးသွားအောင်မယ်မင်းငယ်ကတော့ကားတန်ကြလေးအေးဆေးစွာနဲ့ဆိုပေးလက်စားလက်သေးနေကိုဆက်ဆိုပေးရင်နေပါအောင်ဒီတစ်ချောင်းမဲကြံတော့တယ်ဒါလေးပြင်ပြီးပြီကိုလက်ကိုမီလုံးဖွင့်ပေးလိုက်မယ်ပူမနေနဲ့မေကပ်အင်းနဲ့ရောက်တဲ့အထိဆူဆူမမြင်တာကြောင့်ခြေလန်းနေရအခန်းစီကိုဥတီသွားရတယ်အခန်းဝါရောက်သူတကားအဖွဲမင်းငယ်လည်းအခန်းထဲကထွက်လာနေတိုးလေးအိမ်မင်းငယ်ကသူ့ပြုံးဖြည်းဖြည်းကြည့်လိုက်ကကိုလက်အမောပြောင်မင်းငယ်လုပ်ပေးထားတယ်ကျေးဇူးတင်မိုးပေးဖို့မမေ့နဲ့နော်မင်းငယ်ထွက်သွားမှသူ့ခန်းထဲဝင်လိုက်တော့မြင်လိုက်ရတဲ့တက်ရှိပါပြီးမှလေးကြောင့်လူကနေရာမှတင်ခြေစုံရက်ကမြင်နေရအလှတရားရဲ့ကြားငေမောသွားပါတော့တယ်ပန်းမွင့်လေးတွေအပြေးပါတဲ့ဘေးတောင်ခေါင်းဝင်းလေးကဖြူနွေရဲ့အသားရောင်နဲ့ဟက်ကလိုက်ဖက်လွန်လာတယ်ပန်းမို့လေးနှစ်ဖက်ကလည်းတနခါပကွက်ကြားရှိရမယ့်အစားပန်းသွေးရောင်ထားလို့တင်းနေပြောင်ပြောင်ဆူဆူလေးဖြစ်နေရကြောင်းနှင်းသီးလေးနဲ့တူနေကကိုက်ပြီးငုံသားထားလိုက်ချင်တော့တယ်ငကိုရီယာဆေးမကူရပဲလှတဲ့နှကန်းနေရဲလေးတွေကလည်းဒီနေ့မှပို့လို့ဖူးအေးလေးဖြစ်နေတယ်လို့ပဲအထူးကြောင့်ဆုံးကတော့ခိုင်းစညက်နဲ့လက်ကညက်တင်ထားတတ်တဲ့ကျောလက်လောင်ရှိရဲ့နတ်မောင်နဲ့စပင်လေးတွေကိုတဝက်စီးပြီးဖြန်းချထားတဲ့အတွက်မင်းခတ်မှာအကြည့်မလွဲနိုင်အောင်ဖြစ်ရတယ်လူအမျက်ထောင်မကပ်ပဲစိုက်ကြည့်နေရကြလာတော့ဆူဆူနေရခတ်လာတယ်ဘာလို့အဲ့လောက်ကြည့်နေရလဲမျက်လုံးကြီးလဲကြွကြသွားအောင်မေ
မင်းခန့်ဆွဆွရဲ့ခါလီယိုဘက်ကနဖိုလီယိုငုံနှမ်းလိုက်တော့ရောက်နေကြတနက်ကားနန်းလေးအစားချွချိုအီမွေးရနံလေးတစ်ခုရှူဆိုင်လိုက်ရတယ်။တဖန်ပန်နုရတန်းရဲ့ဘာပြင်းလေးပေါ်တနက်ကားဖိကက်ကနမ်းမိပြန်တော့အစ်ဆက်မွေးများတဲ့ဘာပြင်းလေးရဲ့အတွေ့အရေမှုကျင်းစရာဆွဆိုးလိုတရှုပ်ရှုပ်နန်းရဲ့အကိုလက်နဲ့ရင်ဘက်ကိုတွန်းလိုက်ပြီးကဲရေချိုးမှပြန်ချိုးတော့မိုးအရန်ချုပ်သွားမယ်ဆွဆိုးလည်းအင်ကြီးပြန်လဲလာအောင်မယ်ဟာဘာလို့လဲမလဲမလဲပါနဲ့ဒီတိုင်းလေးလှနေအောင်မလဲလို့ရမလားအိမ်မနေအောင်ခေါင်းအသေးကြီးဝတ်ထားမှလားကိုရဲ့အပြင်သွားမှလည်းမဟုတ်ပဲနဲ့စိုးစိုးစကားကြောင့်မင်းခက်အတွေးပေါက်သွားကဟုတ်သားပဲဒီလိုပြင်ဆင်ထားပြီးမှတော့ကိုညဆောင်အပြင်ထွက်စားရအောင်သူစကားကြောင့်စိုးစိုးမျက်မှောင်လေးကြောက်ကဘာအပြင်ထွက်စားမှလဲအိမ်မှာထမင်းဟင်းနေချက်ထားရလေအပိုးကောင်းလို့မင်းခက်စိုးစိုးရဲ့မေးလေးကိုလက်နဲ့ကိုင်းလုပ်ပြီးကဲပါတော့ကက်စီရဲ့တရက်တလေအပြင်ထွက်စားရတော့ရပါတယ်အင်းကဟင်းနေရေခဲတက်တာရဲ့တင်ခဲ့လိုက်ခုကိုရေချိုးနေတော့မိငယ်တို့ပြင်ဖို့ပြောလိုက်ပြီးတော့အမေနဲ့မမိုးပါဖုန်းဆက်လိုက်ခဏနေကိုတို့ဝင်ခေါ်မယ်လို့ပြောချက်နာပြောပြီးရေချိုးခန်းထဲဝင်သွားမှုဆွဆွမှတွင်ညွန်ကြတဲ့အတိုင်းကလေးတွေကိုပြန်ထပ်စားမယ်အကြောင်းအပြေးပြောမှာတော့တယ်မိလုံးရေဟင်းတွေကိုဘူးထဲထည့်ပြီးသားတင်လိုက်တော့အကူကအပြန်ထွက်စားကြမယ်တဲ့တင်ပြီးရင်သွားဖို့ပြန်တော့မိငယ်ကိုလည်းသွားပြောလိုက်အပြန်ထွက်စားမယ်ဆိုတော့အင်္ဂါနှစ်ယောက်ကတက်ကြွနေကြတယ်အကွာကောင်းမောင်းပြီးအမေကိုရှေ့ကမ်းမထိုင်ခိုင်းလို့ကားနောက်ကမ်းမှာတော့ဆွဆွမင်းကလေးလေးယောက်ထိုင်ကြတယ်မေခါကောင်းမောင်းနေကရောက်ခမပတ်လှဲ့ကအမေဘာစားမလဲမေးလိုက်တော့အမေထက်ရင်မင်းငယ်ရဲ့အတန်ကထွက်လာလိမ့်တယ်ဟုတ်ဖို့စားမယ်ကြည်ကြည်ဟုတ်ဖို့စားမယ်နော်မိုးအေးလေးမှာဟုတ်ဖို့လေးတော့ဟာရှယ်ပဲတိတ်ဆန်းမင်းငယ်နော်နေကအမေလားလူကြီးကိုမေးနေရအောင်ညီမလှုပ်သူမှန်းလိုက်တဲ့အကိုအမေကပြုံးကြည့်ပြီးခလေးစားချင်တာစားပါစေအမေကဘာဖြစ်ဖြစ်ရတယ်အရေးမကြီးဘူးနောက်ဆုံးတော့ဟုတ်ဖို့ပူပေးဆိုင်ကိုရွေးလိုက်ကြတယ်မမို့မမဆိုကြည့်မင်းငယ်ပြင်ပေးထားလှရမလားလှတယ်မင်းငယ်ကပြန်တက်သားပဲမဆိုတဲ့အခုလိုမျိုးလေးပြင်းပြင်းဆင်ဆင်နေစမ်းမှာကြည့်လိုက်စပတ်နဲ့တနခါပကွက်ကြားနဲ့ဟုတ်တယ်မမို့မမဆိုနည်းနည်းတော့ပြောအောင်အခုပြင်ပေးရအောင်မပြုံးညင်းလို့မနေ့ပြောပြီးပြင်ပေးထားရတာအခုဆိုမမိုးနဲ့မင်းငယ်ခင်သွားပြီမို့ကားထဲမှာစကားပြောတတ်နေရတော်ညံ့နေလေအင်းအောင်ကြပြီးနောက်ပိုင်းမိသားစုလိုက်အပြင်ထွက်စားတာဒါပထမဆုံးချိန်မို့စံကိုရောက်မှလူပနှစ်ယောက်တည်းပြီးတော့6ယောက်လို့ဖြစ်လိုက်ရင်ကမချော9ယောက်ကိုတရားဖြစ်နေရကိုမင်းခန့်တတိထားမိလိုက်ရတယ်စားလိုက်တောက်လိုက်စကားပြောလိုက်နဲ့မိသားစုနဲ့အတူတူရှင်ရီမမောနဲ့အချိန်တွေကိုကုန်းဆုံးရဟာဘာနဲ့မှလေလို့မရတဲ့နှွေထွေးမှုတစ်ခုပဲဆွဆွဲပုံစံလေးကိုကြည့်လိုက်တာနဲ့ပျော်နေမှန်သိတာနေပြီးမိသားစုဝင်အားလုံးရဲ့ပျော်ရွှင်နေတဲ့မျက်နှာရဲ့ကြောင့်အပြန်ထွက်စားဖို့ဆုံးဖြတ်လိုက်တာမှန်သွားတယ်နောက်လဲမိသားစုအတွက်အချိန်ပေးပြီးအခုလိုမကြထွက်စားရမယ်လို့မင်းခန့်တွေကပြုံးနေမိအင်းပြန်ရောက်တော့ကိုခန်းကိုအတီးတီဝင်လာကြရတယ်အခုအင်ဂျီကိုကြေတီကူဖြုတ်ပေးနေတော့ဆွဆွရဲ့စနေလေးတွေကိုလက်နဲ့ယူကစော့ကစားနေကရှီဝေနေအကျင့်နဲ့ကြည့်ကကိုကျွေးရစားခဲ့ပြီးဆိုတော့အခုဆွဆွလက်ကိုစားကျင်တာပြန်ကျွေးတော့ဟဲဒီလောက်စားလာတာဘိုက်ကဆန်သေးရဲ့လားအခုစကားရေးဆိုလို့ရင်ကိုအတိပဲပေါက်ပေမဲ့မသိကျင်ဟန်ဆောင်လို့ရိုးသားမျက်နှာလေးနဲ့ပြန်မေးလိုက်တယ်ဟေးကောင်မလေးတယောက်မုံလာဦးလာတော့နေဒီလိုလုပ်လို့ရမလားဒါကဲဘဲဥမလေးကိုအလုံးလိုက်ကိုမျိုးချပြလိုက်မယ်မင်းခန့်ပြောလေပြောလက်ကလေးဆိုးဆိုးကိုလုံးလေးကိုစက်ကနေပွေးချလိုက်တော့တယ်။အဲ့နောက်နှလုံးသားရဲ့စင်ညောရအတိုင်းရှေ့ကြလုံးနဲ့အပြောင်ညတညကိုချစ်သူတို့အတူတူစီမြော့ခဲ့ကြလေ။အဲ့လိုနဲ့အချိန်လေးလေတွေ့ရကုန်းဆောင်ကမွန်းကနေဆောင်တို့ရာသီလေးကူးပြောင်းခဲ့တယ်။ဆိုးဆိုးအဲကမ်းမထိုင်ကသူ့မွေထိုးနေတော့မင်းငယ်ကအနာရောက်လာကမမဆိုဘာလို့ထိုးနေရလဲဘသူအတွက်လဲအကိုအတွက်မဖလားလေးပါစောင်းဝင်လာပြီဆိုတော့မနက်အေးရလေအေးရန်ကုန်ဆောင်ကအဲ့လိုမအေးပါဘူးမမဆိုရဲ့မျိုးတွေကတော့တိတ်မေးပေမဲ့စောဘာကြီးကုန်းဘက်ကတော့အေးရပေါ်မင်းငယ်ရဲ့အကွာစောဘာကြီးကုန်းပွဲရုံဝင်နေရအေးစောပစ္စည်းအယောင်ဆိုင်အောင်ပစ္စည်းဝင်မဲ့နေမျိုးဆိုရင်မိုးမလင်းခင်နေရအစောကြီးထားလို့သွားတတ်တယ်အဲ့ကျဲဆိုအေးတက်ကကဲနေတရားမို့လေပင်ပက်ရအောင်ထိုးပေးနေခြင်းပဲမင်းငယ်ကဆူဆူသွမွေးထွားကိုစိတ်ဝင်တက်စားကြည့်နေပြီးမှနောက်မှသွမွေးထွားကိုမမဆိုစီရတင်ရမယ်မင်းငယ်ကိုတင်ပေးနော်ပြီးတော့မမဆိုမင်းငယ်တိုင်မဲကျင်တာလေးရှိလို့တိုင်မဲကျင်နေဆိုတာကြောင့်ဆူဆူသွမွေးထွားကိုရက်ကထိုလက်ဆိုင်လက်မချထားလိုက်ပြီးမင်းငယ်မျက်နှာကိုတေချာကြည့်လို့သူပြောမယ့်စကားကိုတေတေချာချာနားထောင်ဖို့ပြန်လိုက်တယ်မင်းငယ်နဲ့အင်္ဂလိပ်စာသင်တန်းမှာခင်းတဲ့ကောင်မလေးကမင်းငယ် Instagram မှာတင်ထားတဲ့မင်းငယ်ချုပ်တဲ့အင်ဂျီပုံတွေမိတ်ကပ်ပြင်နာတွေကိုကြားလို့အဲ့ဒါနောက်လာသူမွေးနေကြရင်အမတ်တရားဓာတ်ပုံရိုက်ဖို့အင်ဂျီရောမိတ်ကပ်ပါမင်းငယ်ကိုအပ်ချင်နေတဲ့အဲ့မင်းငယ်လက်ခံလိုက်ရမလားမမဆိုအင်ဂျီချုပ်ပေးရကဟုတ်ပါပြီမိတ်ကပ်ကဘယ်လိုလုပ်မှလဲသူကလာလိမ့်မလားမင်းငယ်ကတွေ့ရင်သွားလိမ့်ပေးရမှာလားပြီးတော့မင်းငယ်ဆောင်ပွဲနေနေပြီမလားစောက်လို့ဖို့အချိန်နေသွားမှာပေါ့ဖြစ်ပါမလားမိတ်ကပ်ကတွေ့ရင်သွားလိမ့်ပေးရမှာမမဆိုဒါမဲ့အင်ကတိတ်လည်းမဝေးပါဘူးစာမိုးရဖြစ်ပါတယ်စိတ်မပူနဲ့မင်းငယ်စားလဲလုပ်ပါမယ်ဒါလည်းလုပ်ချင်လို့အကိုလက်ကိုမမဆိုပြောပေးပါလားမ
မင်းငယ်မျောနေရဒီလောက်ကိုလှုပ်ချင်နေတဲ့စိတ်အားထက်သန်မှုကြောင့်အယောင်တလဲလဲလက်နေကြတယ်။စာမေးပွဲနဲ့ကတ်နေလို့သာခွင့်ပြုဖို့တင်မတဲ့ဆူဆူစဉ်းစားနေရခြင်းဖြစ်တယ်။အမှန်ဆိုမကြော်ညာပဲခုလိုအလုပ်လာအပ်တယ်ဆိုတာမင်းငယ်အတွက်တော့သူဝတနာကနေအသက်မွေးရကြောင်းဖြစ်ကူပြောင်းဖို့လမ်းစားပွင့်လာမှုလက်လွတ်မခံတဲ့အခွင့်အရေးပဲဟုတ်ပါပြီအဲ့ဆိုလည်းလက်ခံလိုက်လေအခုမမဆိုပြောပြလိုက်မယ်ဒါပဲနော်အဘက်ကိုအာယုံဆိုင်လိုက်ရလို့စာမေးပွဲကိုတော့မပေါ့နဲ့ကြားလားရက်စာဟင်းအဲ့ဆိုမင်းငယ်သူအကြောင်းပြန်လိုက်တော့မယ်နော်ပြုံးရွှင်စွာနဲ့သူခံနဲ့ပြန်ဝဲသွားတဲ့မင်းငယ်ကိုကြည့်ပြီးသူ့ပြော်ရီကဆူဆူပါကူဆက်သွားရတယ်ဟာမလုပ်ရဘူးဒီကောက်မလေးစာမေးပွဲကနီးနေပြီကိုစာတော့မလုပ်ဘူးစာမဟုတ်တာဆိုအကုန်လုပ်ချင်တယ်သူစာလဲလုပ်ပါမယ်လို့ဆို့ကတိပေးထားတယ်ပြီးတော့သူတငယ်ချင်းကိုလည်းလှုပ်ပေးမယ်လို့အကြောင်းပြန်လိုက်ပြီးလှုပ်ပေးမယ်ပြောပြီးမှပြန်ရင်းရင်မင်းငယ်မျက်နှာပြရမှာပေါ့လို့အကွန်ကလည်းလှုပ်ပါဒီတစ်ခါတော့ခလေးကိုလှုပ်ခွင့်ပေးလိုက်ပါဒီတစ်ခါလည်းမရဘူးနောက်တစ်ခါလည်းမရဘူးမရဘူးဆိုမရဘူးပဲဆိုဆိုကကိုညမကြောင့်ဘလောက်သိလို့ကြားဝင်ပြီးရှင်းနေလိုက်နေရတယ်ဒါသူတက်တက်အိမ်မမနေခြင်းလို့လမ်းရှာတာအေးကြီးချုပ်တာပဲဆိုချုပ်လို့မိတ်ကက်လိုက်လေးမှကတော့လုံးဝပဲသူတငယ်ချင်းဆိုအောင်ပြောပြီးသွားပြီဆိုရင်လေပြန်ပြောခိုင်းလိုက်မလုပ်နိုင်တော့ဘူးလို့မင်းငယ်ကလမ်းရှာခြင်းလို့ပြောတာမဟုတ်ပါဘူးသူလုပ်တဲ့အလုပ်ကိုတကယ်ဝါသနာပါတာဆိုဆိုသိတယ်တနေ့တနေ့မိတ်ကပ်တို့ fashion တို့နဲ့ပတ်သက်တာကြီးကြည့်နေရရင်သူမှထမင်းမေဟင်းမေအပြောတသက်ကနေတကယ်အတန်မိုးရဲ့ကြောင့်အလုပ်လေးဖြစ်သွားတော့မကောင်းလားကိုရဲ့နေပါအောင်ဆူဆွားပါလို့အတက်တရောဖြစ်နေရလေကိုမကြိုက်ဘူးလို့ပြောနေရလေမင်းငယ်ကခုမှကြောင်းတက်တုံးရှိသေးတယ်ပြီးတော့အရင်ခက်ကလို့စပလီမရှိတော့ဘူးတဘာသာကြရင်လည်းအကြပဲတနစ်အလကားဖြစ်သွားမှာသိရလားဘွဲရပြီးမှလှုပ်ချင်တာလို့ပေါ့မဟုတ်ဘူးလားခက်ပါလားအကိုရဲ့မင်းငယ်ကဘွဲရပြီးမှလှုပ်ရမယ်ဆိုရင်ခုလိုခွင့်ရကောင်းနေအများကြီးလက်လွတ်ရမှာပေါ့ပြီးတော့ဘွဲရမဆိုတာတက်ခုတည်းကသူလှုပ်ချင်တဲ့အလုပ်ကိုအင်္ဂပန်ပို့ပြရပို့မကောင်းလားဘွဲရမဆိုရဲ့တွေ့ရခုခက်ကလေးတွေတိတ်မတွေးတော့ဘူးကိုရဲ့ပြောလေကဲလေမန်းလေးပြဲလေးဖြစ်နေမိမအိုမိခက်အလိုမကြစွာနဲ့မျက်မှောင်ကြုံရင်ကြည့်မိမင်းငယ်ကိုမလုံနဲ့ခွင့်မပြုဘူးလို့တခွန်းပြောရင်ပြီးမဲ့ကိစ္စသူနဲ့ကြမပြီးနိုင်ဘူးမိကြောင်မင်းရေကင်းပြနေပြီးတော့ခလေးကစောင်းစိတ်မပါဘွဲရဖို့အလင်းနဲ့မထားရင်တော့အကြေးလောက်တဲ့သူကဖြောင်းဖျားမဲ့ဟာကိုအခုတော့မတားတဲ့အပြင်ဝင်မြောက်ပေးနေရမို့ဒေါသထွက်ထွက်နဲ့ဒီကလေးကြမပြီးလေကိစ္စမရှိဘူးပေါ့အဲ့လိုလားတကယ်လို့မင်းငယ်နေရာမှာမမိုးဆိုရင်ရောဆိုဆိုအခုလိုပဲပြောမှလားအိုးဘွဲမရလဲကိစ္စမရှိပါဘူးဆိုပြီးတော့လေအကိုရဲ့အမေစကားကိုကြားလိုက်ရတော့ထင်ရလိုက်တာလို့စိတ်ထင်ရပြောလိုက်မိဆိုဆိုရဲ့စေတနာကိုနားမလဲလို့စိတ်မကောင်းဖြစ်ရသလိုမင်းငယ်ကိုညီမအရင်မဟုတ်လို့ခွဲခြားဆက်ဆံနေလို့ထင်နေသူမှာတခြားသူမဟုတ်ပဲအကိုကိုယ်တိုင်ဖြစ်နေရမှုရင်နာရတယ်အကိုစကားကိုဘယ်လိုပြောလိုက်တာလဲမင်းငယ်ကိုရောက်မှမို့ဘာဖြစ်ဖြစ်ဆိုရဲ့စိတ်စိုးစီမှမရှိဘူးကိုညီမအရင်မဟုတ်လို့ဒီလိုပြောနေလို့ထင်ရတောင်စိတ်မကောင်းအမှန်ဆိုခုကိစ္စစိုးနဲ့အကိုအမြင်မတူတာပဲရှိရပါမင်းငယ်ပေါ်ထားရဲ့စေတနာကတော့အကိုထက်မများရင်တော့မှမနှဲပါဘူးကိုရဲ့ပြောရင်ကစိုးစိုးတန်ကတပိပိတုံလာပြီးမျက်လုံးမှလည်းမျက်ရည်ကြီးတွေရွှဲဖွဲလာကြတယ်အနာဗမထမပြောတော့ပဲမိခန့်အကြာကြီးစိုက်ကျင်နေပြီးမှအခန်းထဲကထွက်သွားပါတော့တယ်မျက်နှာသားတွေကတဲမနေကြပြီးပုံမှန်မဟုတ်စွာတိတ်ဆိတ်နေတဲ့ထမင်းဝိုင်းကြောင့်မင်းငယ်အချင်းနေမကောင်းမှန်ရိပ်မိလိုက်ကငငယ်လေးထိုင်လို့ထမင်းကိုခတ်တက်စားနေတော့မင်းငယ်လို့ကိုလက်ကလေးတန်မမနဲ့ခေါ်လိုက်တာကြောင့်လူကတုံသွားရလေပထမကတော့ညီမလို့သူအော်ဖို့ခေါ်လိုက်တာပဲမဲ့လူမကျင်တဲ့ခက်ဆူဆူချင်းနဲ့ကြည်လာတဲ့မိမအကြည့်တစ်ချက်ကြောင့်မင်းခန့်နှာခေါင်းကလေးဘူးတွေကိုတစ်ချက်မှုတ်ထုတ်လိုက်ပြီးပြောမဲ့စကားပြန်မျိုးချလိုက်ကငါမနှက်ပြန်ပစ္စည်းရောက်မှမို့ဆိုင်အစောကြီးသွားရမယ်ကြားလားရှင်ဟုတ်မင်းငယ်တော့ကိုလက်ပြောခံရတော့မယ်လို့တွေးပြီးအသက်ပြတ်ထားခြင်းသူလှုပ်စောသွားမဲ့အကြောင်းလူလာပြောနေရကြောင်းကြောင်တောင်နဲ့ဟုတ်လိုက်ရလိဆိုထမင်းုံဆိုင်ကနှာခေါင်းရှုပ်လိုက်မိအလုစောသွားရမှာကိုမင်းငယ်ကိုပြောသလိုလိုနဲ့ကိုကြောင်ပြောနေမှန်းသိသားပဲစောသွားခြင်းသွားမသွားခြင်းနေမနေ့ပြန်တော့အေးရစောထားပြီးမပြင်ဆင်ပေးနိုင်ဘူးလို့စိတ်ထဲကပြောနေမိညဘက်အေးရဝင်တော့နှစ်ယောက်သားကတဲ့အစွန်တစ်ဖက်စီမှာနေရရုပ်ပြီးကြော်ခန်းကအိတ်လိုက်ကြတယ်ခိုင်တယောက်ရင်ငွေတယောက်လုံးကဟင်မန်ဆောင်ရဲ့အေးတောင်မမှုပဲအတူခဲ့ကြတဲ့သူတို့လေးများကိုစောင်းနဲ့တမယာအညို့ထားပြီးနှိမ့်ဆက်နေသလားထင်ရလောက်အောင်ပင်အေးတက်ကဒီညကြမှာတိတတပိုကဲနေခဲ့တယ်မျက်လုံးနဲ့မိထားပြီးငငယ်လေးအသက်ကိုမမှန်ရှုကအိပ်ဖို့ကြိုးစားနေပေမဲ့လေညနေရအခြေတင်ပြောခဲ့စကားတွေကအတွေ့အရောက်လာပြီးလူကဝမ်းနဲ့တခါစိတ်ဆိုးတလဲဖြစ်နေရတယ်ဒါအပြင်ညနေလေးအေးပိုလေးဖြစ်နေရကြောင်းဆိုအိတ်လိုမရဖြစ်နေကခောက်ပမာရှိနေဆောင်ပကုံတီရအောင်ဆွဲချုံပေးလိုက်တဲ့နောက်ကျောဘက်စီကလက်တဆုံကြောင့်နှလုံးသားလေးမှာနှွေးထွေးသွားပြီးရင်ထဲခဲနေအဆိုင်ခဲလေးတွေကအေးပြောမလို့ဖြစ်သွားရတယ်အမေပြောမှုတဲ့မစိုးခင်ကညှို့စွာကိုဆိုပြန်ကြအောင်မိရင်အခုလေမချောခင်ကပြောချင်နေရဲ့ကိုဖြစ်ကိုတွေးမိလိုက်တော့နှကန်းလေးတွေကမဲကျသွားပြန်တယ်
နန်ဖုန်းအလမ်းမြစ်တန်းကြောင့်မင်းခန့်နိုးလာတော့ဘေးမှာဆိုးဆိုးမရှိတော့လိုမနိုးပဲပေးချင်းကလေးကအိယာထားသွားရင်မသိစိတ်ကောက်နေရကြောင်းခိုင်းလိုမနိုးပေးလာဖို့ထင်တာကြောင့်ညာနှိုးဆက်ပေးထားလိုက်တာမှန်သွားတယ်။ရာသီဥတုကအေးနေရမို့ရင်တွေနဲ့ခက်မြမြရေချိုးလိုက်ရတယ်။အင်းကြီးလာမထုတ်ပေးမှတေချာနေရကြောင်းကိုဘာသာထုတ်ဝဲလို့အခန်းမြဲထွက်လာလိုက်တယ်။အိုးတန်ခွက်တန်နေကြားနေရတဲ့မိဖို့ကြောင့်နဲ့တွင်သွားတော့မမကျော်ကဟင်းအိုးကိုမှွေနေရင်ကသူ့တစ်ချက်ငဲကြည့်အိမျက်နာကအရေးပြုံးကင်းစွာခက်တိမျက်နှာပေးလေးနဲ့မင်းခန့်အောင်မနှက်စာပြင်ပြီးထမင်းကြိုင်ထည့်ပေးလုံနေပေမဲ့စကားတခေါမှမပြောရကြောင်းလူကအနေရခက်လာတယ်။စိုးစိုးမနှက်ကြစောစောထားပြီးလုံမပေးဘူးလို့တွေးခဲ့ပေမဲ့လက်တွေ့မှာတော့ယောက်ျားမလုပ်ပေးပဲမနေနိုင်တာမို့သူမနိုးခင်ကလေးရထားပြီးပြင်ဆင်ပေးမိပြန်တယ်။လူစကားမပြောပဲကာနာထီလိုက်ပို့ပေးပြီးကားဆက်နိုးနေချင်းကြာမှတခုခုသတိရသွားဟန်နဲ့အင်းထဲကိုအပြေးကလေးပြန်ဝင်သွားကြမင်းခန့်မသွားသေးပဲစိုးစိုးပြန်ထွက်လာလို့နဲ့စောင့်နေလိုက်တယ်။ချင်းတဲ့အတိုင်းသူမွေးမှာဖလားလေးလက်ကကိုင်းပြီးအိန္ဒိယပြန်ထွက်လာကသူ့လေပြုံပဝါလာပတ်ပေးလိုက်တော့မင်းခန့်မျက်နှာမှာတခါရီလောင်လိုက်သလိုပြုံးချိုသွားရတယ်။ကောက်ထွက်သွားမှစိုးစိုးတမင်တဲထားမျက်နှာကိုပြန်လျှော့လိုက်တယ်။ညဆောင်ရှုံပေးလို့စိတ်ကပြေးကျင်နေပေမဲ့ခုမနဲ့ပြန်တွေးကြည့်လိုက်တော့အင်အောင်စားကြတွေကအခုချိန်ထိစိုးစိုးစိတ်ကောက်တိုင်းအကိုဘက်ကတတိချာချာချော့ခဲ့ဆိုတာမရှိ။အမေအိမ်ထွက်သွားရင်လိုက်ခေါ်မယ်။ဘာမှမဖြစ်ခဲ့သလိုရိုးပုံမှန်အတိုင်းခေါ်မယ်ပြောမယ်။အဲ့လိုဆိုဟော်ဒီကအမှန်မရှိရဲ့ဆွဆွားလေအော်တိုချော့စရာမလိုပဲသူ့လိုစိတ်ကပြန်ပြေးသွားတာထုံးစံလိုဖြစ်နေအိမ်ဒီတစ်ခေါက်တော့အကိုတကယ်ချောမပြေတော့မယ်လို့တန်ဋိဌာန်ချထားမှုအရင်အခောက်တွေလိုရေလိုက်ငားလိုက်နဲ့မကြော်ပေးနိုင်လှဲထဲမှာစိုးစိုးကြိုက်တဲ့ငားကင်ဝဝဲလို့မေခန့်အိမ်ကိုစောစောပြန်လာခဲ့လိုက်တယ်ချက်တကားလာဖွင့်ပြီးမိလုံးကတော့ကိုလိုက်တန်တာစောလိုက်တာလို့ပြောနေပေမဲ့တင်မိမင်းသမီးကတော့တခေါမမဟာမနက်ကပုံစံအတိုင်းအတန်တိတ်နဲ့သူ့လုပ်ပေးစရာရှိရာတွေလုပ်ပေးနေရမို့စိုးစီကအတန်ထွက်လာအောင်ဘယ်လိုလုပ်ရမလဲတွေးရင်ကောင်းချောက်လာရတယ်ညစာစားကြအောင်လေသူ့ရဲ့လိုင်းငားကင်ကိုဆိုးဆိုးအားတို့တော့မတို့အရာဆိုအခုလိုသူကြိုက်တဲ့စားစရာဝယ်လာပေးရင်စိတ်ပြေသွားတတ်သူဟာတခါမပြေသေးရကြောင်းဘလို့ချွတ်မယ်မသိတော့မင်းငယ်ရုပ်ရှင်မကြည့်တော့ဘူးလားဝင်တော့မလို့လားဟုတ်မင်းငယ်စားကြည့်တော့မလို့မမဆိုမင်းငယ်စကားကြောင့်ဆူဆူမျက်နှာတီထားရဲ့ကြားကပြုံးမိမလို့ဖြစ်သွားရတယ်တကယ်အလဲမလေးသူ့ကိုဆက်ကွဲလွတ်အောင်ရှောင်းတိန်တက်ပုံများဂျိမ်းစ်ဘွန်ဆရာပြန်တင်ရမယ်လို့တော့အဖက်မလုပ်ပဲမင်းငယ်လေးကြောင့်ကြည်ကြည်လင်းလင်းစကားပြောနေရဆိုဆိုမိခန့်လပ်တော့နဲ့အလုပ်လုပ်နေရင်ကတစ်ချက်ခိုးကြည့်လိုက်တယ်မင်းငယ်တို့ခန်းထဲဝင်သွားတော့ဆိုဆို TV ကိုဖွင့်ပြီးအကိုအလုံးလုံးနေတဲ့နှစ်ယောက်ထိုင်ကုန်မှာဝင်ထိုင်လိုက်ပေမဲ့အရင်လိုပူပူကက်ကက်မထိုင်ပဲခုံတော့ကိုကတ်လို့ခက်ခွက်ခွာထိုင်လိုက်တယ်မင်းခန့်အလုံးလုံးနေပေမဲ့စိတ်ကဆိုးစီတာရောက်နေတာကြောင့် laptop ကိုပေးလိုက်ပြီး TV ကြည့်နေတဲ့မင်းစင်ကားလေးရဲ့ပြီးကိုတိုးကတ်ထိုင်လိုက်တယ်သူနာကလိုက်တာနဲ့ချက်ချင်းခေါင်းကနေထားကထွက်သွားဖို့ပြင်နေရမှုလက်ကနေဖန်ဆဲထားလိုက်ပြီးဆိုးဆိုးရင်ကအကြာကြီးစိတ်မကောက်တတ်ပါဘူးအခုဘယ်ကနေဘလို့ကောက်တတ်သွားတယ်ကို့ပြောစမ်းမေးတော်မဖြစ်ပဲမကြည်ကြည်ကြည့်နေတဲ့ကောင်မလေးကိုအသေးရလာမှုလက်ကိုဆဲချလိုက်ပြီးရန်ကြနိုင်ကိုလုံးလေးကိုဖမ်းလို့ရင်ဝင်ထဲထက်ကတင်းတင်းလေးဖတ်ထားလိုက်တယ်ရုံကညင်းဆန်ခြင်းမရှိပဲရင်ဝင်ထဲမှာညင်တက်နေကဝန်းနေနေရဲ့အတန်လေးနဲ့အကွာဆိုးမှမယုံတာသူများတွေကမင်းငယ်ပေါ်ဆိုးဆိုးအားစေတနာမထားဘူးလို့လာပြောရင်တော့အကွာညင်ရမှာအကိုကြောင့်အကိုကိုယ်တိုင်ကစိုးပြီးတော့တကယ်လည်းမချစ်ပါဘူးစိုးသားချစ်ရင်စိတ်မကောင်းဖြစ်သွားမှန်းသိရတာအခုလိုမချောပဲနေနေမှာမဟုတ်ဘူးအမြဲတမ်းစိုးရပဲစိတ်ကောင်းပြေးပေးလိုက်ရတယ်အကိုကတော့အရင်ချော့ရကိုမရှိဘူးမျက်ရည်တွေမပြတ်စီကြကရှက်တန်နေထွက်ရင်ပြောနေရမို့မင်းခတ်မှာချင်းမကိုင်းမီလက်မကိုင်းမီဖြစ်သွားရလေပါးပြန်မျက်ရည်တွေကိုသူ့လက်မနဲ့ပုတ်တုပ်ဖယ်ရှားပေးကနှုတ်ကလည်းတွတ်တွတ်ပြောကချော့ရတော့တယ်အဲ့လိုမဟုတ်ရပါဘူးကွာဟိုနေ့ကဒေါသထွက်နေလို့ကိုစကားလွန်သွားတာတကယ်တောင်းမမိုင်ကွာဆိုးဆိုးအပေါ်မယုံလို့ပြောတာမဟုတ်ရပါဘူးတကယ်ဖျားပေးပေးကြမ်းပေးပေးပါပြောပါလို့မချစ်ရမှလေချစ်တာပေါ့တုံနေအောင်ချစ်တာပေါ့ဆိုးဆိုးကမချောဘူးထင်ပေမဲ့ကိုလေကိုနီးကိုဟန်နေတော့ချော့နေရပါပဲကွာဒီနေ့ဆိုမိမဆေးဆိုးပြအောင်ဆိုးဆိုးကြိုက်တဲ့ငားခင်လေးဝယ်လာပေးရဲ့လေသူ့ရဲ့ရှောက်တဲ့ချက်တွေကိုနားထောင်ပြီးမှမျက်ရည်တွေမစင်သေးရဲ့မျက်လုံးလေးနဲ့မျက်စောင်းကလေးဝင်းကနှကန်းလေးဆူလျက်အဲ့ဒါကိုချော့ရခေါ်လာမှတ်တောင်ထားရအောင်မယ်အခုမှဆိုးစိတ်ကပြောင်ချောဖို့ဒီထက်ကောင်းတဲ့နည်းလမ်းမရှိတော့ဘူးလားပြောပါအောင်ဆိုးဆိုးစကားကြောင့်မိခန့်ဆင်စားလိုက်တော့သူတည်းရဲ့နောက်ချော်နေတစ်ခုရှိနေသေးရမို့ဒါဆိုအကိုတည်းရဲ့နောက်တနေ့နဲ့ချော့မယ်နော်ပြောပြီးဆွဆွဲကိုလေးကိုဆိုပါခုံရဲ့ကြောမျိုးအသာဖိတ်ကန်လိုက်ပြီးအပွားအုံမိုးလျက်ကြော်ရှင်းတဲ့လေတိုင်းထက်ကိုနှခမ်းတွေနဲ့ဖိကန်နန်းလိုက်လျာခတ်တူတူညည်းတန်တဲ့တူမိခန့်အသက်ရှူတန်ပြမြထပ်ပေါ်လာခဲ့ပြီးချက်ကနေဆိုသလိုဆွဆွဲကိုလေးကိုပွေးချီလို့မဆုံးသေးရဲ့အချစ်ချော်တေးတွေကိုတီးကျိုးဖို့သူရဲ့အိတ်ခမ်းလေးစီကိုဦးတီးလိုက်ပါတော့တယ်မိခန့်ရေချိုးပြီးအင်ချီဝဲနေတော့ကလေးမမ10မိနစ်ခွဲထိုင်ကဖုန်းသုံးနေရဆိုဆိုကသူ့ဖုန်းကိုမင်းခန့်ဘက်ကိုလှည့်ပြပြီးအကိုဒီမှာကြည့်ပါဦးဖိုးသားလေးကထွားလာလိုက်တာချစ်စရာလေးပါလေးတွေကိုဖောင်းလို့အသေးရလိုက်တာနော်အနားမှာရှိညှက်လိုက်ချင်တာဖ
ဖိုးသားစွာမမကြီးရဲ့တားငယ်လေးသူတို့ရဲ့ဒုတိယမြောက်တူလေးပေါ့ဒီဇင်ဘာလတုန်းကမမကြီးကလေးမွေးတော့သူတို့အားလုံးကလေးကြည့်သွားရင်မန္တလေးကိုအမေနဲ့မမိုးပါခေါ်လို့မိသားစုအလေခီထွက်ခဲ့ကြသေးတယ်ဖုန်းပေါက်မတက်ကြရင်ပြုံးနေရဲ့စိုးလက်တရားဖုန်းဆွဲယူလို့စပွဲကုံပေါ်တင်လိုက်တယ်ပြီးမှစိုးပေါင်ခေါင်းလို့ပလက်လန်ထဲအိတ်လိုက်ပြီးစိုးမျက်နှာမောကြည့်ကအားနေသူများကလေးပဲကြည့်နေတော့ကြမကြည့်ရကြတဲ့ကိုယောက်ျားမျက်နှာလဲမေးသွားအောင်မယ်ဖိုးသားပဲကြည့်မနေနဲ့ကိုလည်းကြည့်အောင်ပေါ်မော်လာအိပ်ပြီးကလေးလုံနေရကိုစိုးငုတ်ကြည့်လိုက်ပြီးဖြစ်ရမယ်တနေ့မိုးလေးမိုးချုပ်မြင်နေရဒီမျက်နှာကြီးကိုစွာမေ့စရာလားစင်စားလေးပြောပါစိုးစကားလေးပြောလက်ကလည်းသူ့စပင်တူတူလေးတွေကိုထိုးဖွားစော့ကစားနေငါဥယေပြာရှိကောင်းကြောတွေကိုပါလက်ချောင်းထိတ်လေးနဲ့အားထက်ကနှိပ်ပေးလိုက်တော့မင်းခတ်မှာမျက်လုံးလေးမေးစင်းသွားတဲ့အထိစင်ကြသွားရတယ်ဟာကောင်းလိုက်တာမိမရဟုတ်တယ်အနာစပင်တွေကိုလက်နဲ့တင်းနေလေးဆုပ်လိုက်စမ်းပါစိတ်ခန့်ရဲ့အုံနဲ့ကြီးကိုစိုးကျင်နာစွာနဲ့ပြုစုပေးနေကအကိုရောဖိုးသားလိုသားလေးတယောက်လောက်မလို့ချင်းဘူးလားမျက်စိမိတ်ပြီးစိတ်ခန့်နေကထူဆန်းတဲ့အမေစကားကြောင့်မင်းခန့်မျက်လုံးပြန်ဖွင့်လို့လဲနေရကနေပြန်ထိုင်ပြီးစိုးမျက်နှာတေချာကြည့်ရောမျက်နှာလေးကပြုံးစီစီမှုဟာလေစိုးအကိုလိုချင်နေဆိုရင်မွေးပေးတော့မယ်ပေါ့ဟုတ်လားပြန်မဖြေပဲပြုံးစီစီလုံနေကခေါင်းအောက်မှာဖွက်ထားတဲ့စစ်စစ်တန်လေးကိုထုတ်လို့မင်းခန့်လက်ထဲကိုထည့်ပေးလိုက်တယ်စိုးမှာကိုဝင်ရှိပြီးစွာသေးတော့အင်းသားအားလုံးဝမ်းသာကြသလိုဂီယူလဲဆိုင်ကြတယ်ဂီယူဆိုင်တဲ့သူတွေတဲ့အကိုထက်တောင်တဲကဲနေသူနှစ်ယောက်ကတော့မင်းငယ်နဲ့မမဆိုရင်နောင်လို့ရပြီနောင်တို့ခွက်ကင်ကအနာရောက်လာတဲ့မင်းငယ်ကြောင့်စိုးနှာခေါင်းရှုံးလိုက်မိဟဲတော်ပြီလေမင်းငယ်ရဲ့မနက်ကလည်းတစ်ခွက်တောက်ပြီးပြီညနေရောမတောက်ချင်တော့ဘူးမင်းငယ်တို့ပဲတောက်လိုက်ကြတော့မရပါဘူးနော်မဆိုနှုံများတောက်မှကလေးတရအသားဖြူမှာပေါ့လို့မဟုတ်ရင်ကိုလက်လိုအသားနဲ့မွေးလိုက်ဘယ်လိုလုပ်မလဲနိုးတောက်တိုင်းနဲ့ဖြူချင်မှဖြူမဲ့အကြောင်းမင်းငယ်ကိုပြန်ပြောဖို့ပါဇက်ဟာရုံမဲရှိသည်မမောကအတင်းတောက်နိုဘူးလေးယူပြီးရောက်ချလာပြန်တယ်ရော့ဒါမဆိုးတောက်ဖို့ဆိုင်ရယူလာတာဒီဟာကတော့ကိုဝင်ဆောင်အားစီသူ့တောက်ရင်မွေးလာကလေးကအသားဖြူတဲ့ရုံကအမရဲ့ကလေးကတော့ဖြူဥနေရပဲအမဆိုပုံမှန်တောက်တော့ကြားလားစိုးရဲ့မမွေးသေးတဲ့ကလေးလေးကိုပိုက်ထဲမှာတည်းကနုံးနဲ့ရေချိုးပေးဖို့ကြံနေကြလားမသိဘူးနင်တို့နှစ်ယောက်ပါပြီးငါ့ကိုနိုးအိုးလေးပဲနှစ်ထားလိုက်ပါအောင်လားပြီးတော့ကလေးသားအမေနဲ့တွေ့ဖြူမှာပေါ့အဖေနဲ့တွေ့ညိုးမှာပေါ့ဖြူချင်းဖြူညိုးချင်းညိုးပေါ့မင်းငယ်ရောပါလို့ဒီလောက်စိတ်ပူနေရလဲအိုးပူရပါပေါ့မမဆိုပိုက်ထဲမှာတူမလေးလေတော်ကြကိုလက်စီကအသားရအောင်အမွေရလိုက်မှဒုက္ခဖြစ်နေမယ်သိလားဟုတ်တယ်မဆိုဒါတော့မိုးလဲထောက်ခံနေမဆိုဟာမဆိုချစ်တဲ့မျက်စိနဲ့ကြည့်ပြီးမိသေးကဲကိုချောကလက်ပါလို့စွန့်ညဲနေအောင်ဘာမှမပြောချင်ပေမဲ့မိုးရဲ့တူမလေးအတွက်တော့အတော်တယောက်အနေနဲ့လှုပ်ပေးစရာရှိရလှုပ်ပေးရမှာပဲဝယ်လာပေးရစီတခြားတောက်နော်ဈေးကြီးပေးဝယ်လာရတာသိလားကြည့်ဒီကောင်မလေးတွေသူမယောက်ျားအသားကိုပဲလာပြီးခလုတ်တိုက်နေကြတယ်မဲတာမဟုတ်ဘူးညိုတာပါဆိုနေအကိုသားတကယ်မဲအောင်တော့မဆိုးအတွက်ဗရမများခဲ့ပဲသိလားအဲ့ချိန်မင်းခန့်အင်ပြန်လာမှုစိုးလက်ကန်ကထုတ်ခိုင်းလိုက်ပြီးဟိုနှစ်ယောက်ကိုမျက်စောင်းတစ်ချက်ထိုးလို့အခန်းထဲကိုအကိုလက်ကိုတွဲကဝင်လာလိုက်တော့တယ်အဲ့ကြောင့်ကိုပဲဦးလေးကခုလိုနှက်ခမ်းလေးထော်နေရပေါ့ဟုတ်လားမသိပါဘူးကွာပြန်လာချင်းစွပပုံမျက်နှာလေးကိုမြင်လိုက်တော့ဟိုနှစ်ယောက်ပါမီကိုမိမကိုအနိုင်ကျင့်နေထင်သွားတာကျင့်တာပေါ့လို့လူရှိထားပြီးသူမယောက်ျားအောင်များပြောလိုက်ကြတာဘာမိသွေးကဲတဲ့သူတို့ယူတော့မှစိုးယောက်ျားမိလားလို့ကြည့်လိုက်အောင်မယ်မေခန့်ဆူထော်နေရဲ့နှက်ခမ်းလေးကိုအသေးရောင်လုံးလို့အပါတရနန်းရှာလိုက်ပြီးမှရင်ဝင်တဲ့ထက်ကအသားရထွေးဖက်ထားပြီးဘိုက်ကလေးကိုကြည်ကြည်နုံနုံပုတ်တက်ပေးကဒီလောက်ချစ်ဖို့ကောင်းတဲ့မိမပြောဘာလို့ကျင်လဲဘာစားကျင်လဲဖယ်သွားကျင်လဲဘာလို့ကျင်လဲပြောဖြစ်ချင်တာအကုန်လုံးဟောဒီဗရမ ्या ခဲကြီးကလှုပ်ပေးမယ်ဗျာတကယ်သာဆိုဖြစ်ချင်တာလှုပ်ပေးမယ်ဆိုရင်စိုးဘွားရဲ့စာမျက်နှာတိုင်းမှာအကိုရှိပေးပါပြီးတော့ချစ်ပေးပါအကိုဘွားရဲ့စာမျက်နှာတိုင်းမှာစိုးချစ်ပေးပါပရိသတ်တွေခုနာဆင်ရဇလန်းကတော့စာရေးသူရေးသားထားတဲ့စာမျက်နှာတိုင်းမှာချစ်ပေးပါဆိုတဲ့ဇလန်းကောင်းလေးရဲ့အစအဆုံးပဲဖြစ်ပါတယ်နောက်နေ့မှလည်းကျွန်မတို့ channel ကနေဇလန်းကောင်းများစွာတင်ဆက်ပေးသွားမှာဖြစ်လို့စောင့်မျှော်အားပေးနိုင်ပါရဲ့ရှင်ကျေးဇူးတင်ပါတယ်